ဖက်ဒရယ်တင်ကူပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေရေးဆွဲပြီးစီးကြောင်းသတင်းစာရှင်းလင်းပွဲခမ်းနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာစီစဉ်နေရဖက်ဒရယ်တင်ကူပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေပြည်စည်းမှုနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြမယ်ခေါင်းဆောင်များတဦးချင်းမိတ်ဆက်ခြင်းစီစဉ်ဖြစ်ပါတယ်သို့ဖြစ်ပါ၍ခေါင်းဆောင်များမိတ်ဆက်ပေးနိုင်ပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခုလိုကျွန်တော်တို့article of federal transitional arrangement လို့ခေါ်တဲ့ federal တင်ကူပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ zero draft ကြီးဆွေးပြီးစီချင်းသတင်းစာရှင်းလင်းပွဲမှာလာရောက်ပေးကြတဲ့မီဒီယာကိုယ်စားလှယ်များပြီးတော့တက်ရောက်ပေးကြတဲ့ online ကနေတက်ရောက်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာချင်ပါတယ်ဒီနေ့ကျွန်တော်တို့ဆောင်ရွက်နေတဲ့Federal တင်ကူပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကြီးဆွေးတဲ့ process တွေမှာကျွန်တော်လည်း NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ဖြစ်နေကျွန်တော်ပါဝင်နေတာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဒေါက်တာလျန်မုစ်ခေါင်ဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Federal ပြည်ထောင်စုရေးရာဝန်ကြီးပြည်ထောင်စုဝန်ကြီးဖြစ်နေတာဝန်ယူနေတာဖြစ်ပါတယ်အဲ့ဒီကြီးဆွေး process မှာကျွန်တော်တို့ NUG အနေနဲ့ကိုယ်စားလှယ်2ဦးပါပါတယ်ကျွန်တော်နဲ့ဒေါက်တာဆိုင်ခိုင်မျိုးထွန်းနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဆိုင်ခိုင်မျိုးထွန်းတို့ဒီ process မှာပါပေးတာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်အနေနဲ့ NUG ကိုစားဒီမှာဒီသတင်းစာရှင်းလင်းပွဲမှာပါဝင်ပေးတာဖြစ်ပါတယ်ဆိုပြီးတော့ message ချင်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုအချိန်ပေးပြီးတက်ရောက်လာကြတဲ့သတင်းမီဒီယာများတိုင်အောင်တီတီမှခေါင်းဆောင်များကိုယ်စားလှယ်များအားလုံးကိုထူးပဲကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်ကျမနာမည်ကတော့နှင်းနှင်းမွေးဖြစ်ပါတယ်ကျမကတော့ဒီအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီရဲ့ after drafting process မှာပါဝင်ပြီးတော့ဒီဥပဒေဖြစ်မြောက်ရေးအတွက်ကိုဝိုင်းဝန်းပြီးတော့ရေးဆွဲဆောင်ရွက်နေတဲ့ဖြစ်ပါတယ်မိခင်ဖွဲ့စည်းကတော့လူ့ဘောင်ဒီမိုကရက်တစ်ပါတီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဒီကနေ့ကျင်းပတဲ့ဒီသတင်းစာရှင်းလင်းပွဲကိုဒီတက်ရောက်ပြီးတော့သတင်းရယူပေးတဲ့သတင်းမီဒီယာဌာနများကသတင်းသမားသတင်းစာဆရာများအသီးသီးနဲ့ဒီကနေ့ online ကနေပြီးတော့ပါဝင်တက်ရောက်ပေးတဲ့နိုင်ငံတကာတန်ယုံများကတန်တမန်များရောနိုင်ငံတကာအဖွဲ့အစည်းများရောမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ကတိုးကျော်လှိုင်မှာမြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီရဲ့ကောင်စီဝင်တဦးဖြစ်ပါတယ်မြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီရဲ့တာဝန်ပေးအပ်ချက်အရဒီ Federal အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာခြေခံဥပဒေဒီ after AFTA လို့ကျွန်တော်တို့ after လို့အတူကခေါ်ပါတယ်အဲ့ဒီ after ရေးဆွဲရေးလုပ်ငန်းစဉ်အစကနေဒီကနေ့အထိတောက်လျှောက်ဒီမြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီကိုစားပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်လို့နှုတ်ခွန်းဆက်ပါတယ်ကျေးဇူးပါဟုတ်မိတ်ဆက်တဲ့အစီအစဉ်ပြီးတဲ့နောက်မှာအစီအစဉ်ရဖက်ဒရယ်တင်ကူပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေအာထရာရေးဆွဲပြီးစီးမှုအခြေအနေများနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြနိုင်ပါရန်အစီအစဉ်ဖြစ်ပါတယ်သို့ဖြစ်ပါ၍ဖက်ဒရယ်တင်ကူပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေအာထရာရေးဆွဲပြီးစီးမှုအခြေအနေကိုရှင်းလင်းတင်ပြပေးနိုင်ပါရန်ခေါင်းဆောင်တူကလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီရေးဆွဲရေးလုပ်ငန်းစဉ်ပေါ့ရေးဆွဲရေးလုပ်ငန်းစဉ်မှာပြောစရာတွေအမှတ်ရစရာတွေဖြစ်စဉ်တွေအများကြီးကျွန်တော်တို့ရှိပါတယ်ရှိတဲ့အတွက်ကျွန်တော်တို့တဦးချင်းစီကနေပြီးတော့အစအဆုံးတဦးချင်းတယောက်တဦးတွေကနေပြီးတော့ပြောတာထက်စာလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာတက်ရောက်နေတဲ့3ဦးစလုံးကနေပြီးတော့ကျွန်တော်တို့ဒီ after ဒီ Federal တွင်ကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေဒီပြည်စည်းခြင်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့အခုတုံညမှုချမ်းပေါ့ zero draft ရရှိလာတဲ့အထိဖြစ်စဉ်လေးတွေကိုကျွန်တော်တို့အပိုင်းလိုက်အချင်းချုပ်ကလေးတဦးချင်းစီကနေပြီးတော့ပြောသွားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးစတင်ခဲ့တာကတော့ကျွန်တော်တို့ဒီ2022
2022ဆိုတော့တော်တော်ကြာပြီလို့ပြောရမယ်ကျွန်တော်တို့4နှစ်လောက်ရှိပြီအဲ့တော့2022ဇူလိုင်ကနေစတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်အဲ့တော့2022ဇူလိုင်မှာဒီ after လုပ်ငန်းစဉ်ကတော့2022စတာမဟုတ်ဘူးပေါ့ဗျာအဲ့တော့2022ဇူလိုင်မှာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကနေပြီးတော့ Federal Democracy ပြည်ညင်မှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်အရလက်ရှိတော်လှန်ရေးကာလမှာပဲကျွန်တော်တို့အသွင်ကူးပြောင်းရေးကာလနဲ့ဆိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရက်ရေးဆွဲဖို့ရာအတွက်လုပ်ငန်းဖွဲ့စည်းတာဝန်ပေးရမယ်ဆိုတဲ့ Federal Democracy ပြည်ညင်ပါပြဋ္ဌာန်းချက်ရှိပါတယ်အဲ့ဒီပြည်ညင်ပါပြဋ္ဌာန်းချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ဆိုပြီးတော့အဲ့ဒီ2022ဇူလိုင်မှာကတည်းကမြို့သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကဒီတွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့ဆိုပြီးတော့ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်ဒီဖွဲ့စည်းတာဝန်ပေးရစဉ်ကတည်းကတော့ကျွန်တော်တို့ဒါဒီမြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်တို့ ਨੇ တွဲပြီးတော့တခါတည်းပါဝင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့ကတော့ကျွန်တော်တို့ဒီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီလည်းပါဝင်ခဲ့တာဖြစ်ပါတယ်နောက်အဲ့ဒီတုန်းကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲကိုယ်စားလှယ်ပါဝင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့2022ဇူလိုင်ကနေစပြီးတော့ကျွန်တော်တို့စတင်ဖွဲ့စည်းပေးခဲ့တဲ့ဒီတွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့ကတိတ်ပြီးတော့အလုပ်တိတ်အများကြီးလုပ်ခွင့်မရလိုက်ပါဘူး။ဘာကြောင့်ကျွန်တော်တို့လုပ်ခွင့်မရလိုက်လဲဆိုတဲ့အခါကျတော့ဒီမူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့မှာပါဝင်တဲ့နော်ကိုစားပြုပါဝင်ကြတဲ့ဖွဲ့စည်းအသီးသီးကြားထဲမှာကျွန်တော်တို့ဒီအတီးပြူရေးနဲ့ဆိုင်တဲ့ပေါ့နော်ဒီတွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုဘယ်လိုအတီးပြုမလဲဆိုတာနဲ့ဆက်လင်းပြီးတဲ့အခါကျတော့သဘောထားကွဲလွဲမှုတွေကြပြန့်ဖြစ်လာခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်တို့ဒီ2022နှစ်ကုန်ပိုင်းလောက်မှာနေစပြီးတော့ဒီအတွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့ကရပ်တန့်တဲ့လောက်ဖြစ်သွားပါဒီလိုနဲ့2023နေမှာမစနိုင်ဘူးကျွန်တော်တို့2024ဒုတိယအချိန်အမျိုးသားအညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ဒုတိယအချိန်ပြည်သူ့ညီလာခံမကျင်းပခင်လေးမှာကျွန်တော်တို့ဟာဒီခက်ခဲကိုကြော်လွှားဖို့ရာအတွက်သဘောတူညီချက်၄ချက်ရရှိခဲ့အဲ့ဒီ၄ချက်ရရှိခဲ့ပြီးတော့ဒီသဘောတူညီချက်၄ချက်ကိုဒီဒုတိယအချိန်ပြည်သူ့ညီလာခံမှာကျွန်တော်တို့တင်ပြပြီးတော့အတည်ပြုခဲ့တယ်။တည်ပြုခဲ့ပြီးတော့ဒုတိယအချိန်ပြည်သူ့ညီလာခံပြီးတဲ့အချိန်ကြတော့မှဒီမူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်ကိုဆက်လက်ဆောင်ရွက်ဖို့ရာဆိုပြီးတော့မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီကပြန်လည်ဆုံးဖြတ်ပေးခဲ့ရ။အဲဒီလိုပြန်လည်ဆုံးဖြတ်ပေးခဲ့ပြီးတော့ကျွန်တော်တို့ဒီဘက်နောက်ပိုင်းဒီတကယ်တမ်းအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့ရေးဆွဲမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအပြည့်အစုံပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေတရက်ကိုရေးဆွဲမယ်ဆိုရင်အဲ့တော့အချိန်ကြီးအများကြီးကျွန်တော်တို့ပို့ပြီးတော့ကြာနေနိုင်တယ်နောက်တစ်ခါဘာပဲဖြစ်ဒါဟာလည်းပဲမူကြမ်းပဲဖြစ်မယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့အခြားတော်လှန်ရေးအင်အားစုအသီးသီးအခြား stakeholders တွေနဲ့ပြန်ပြီးတော့လည်းညှိနှိုင်းကြရမှာမျိုးလည်းရှိလာအဲ့တော့ဒီအတွက်ကြောင့်ကျွန်တော်တို့နောက်ပိုင်းမှာတော့ဒီအတွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ transitional constitution ဆိုတဲ့ဟာကို full form ပေါ့နော်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေတရက်အတွင်နဲ့အပြည့်အဝကျွန်တော်တို့မရေးတော့ဘူးအပြည့်အဝမရေးတော့ဘဲနဲ့ဒီ articles of federal transitional arrangements လို့ခေါ်တဲ့ကျွန်တော်တို့ articles အနေနဲ့ပဲပေါ့နော်အဲ့တော့ federal တွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ articles အနေနဲ့ရေးတာကပို့ပြီးတော့အဆင်ပြေမယ် constitution အနေနဲ့တည်းစာလို့ရှိရင်ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီလိုဆုံးဖြတ်ပြီးတဲ့အခါကျတော့
the articles of federal transitional arrangement ဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့စတင်ပြီးတော့ပြန်လည်ပြီးတော့စတင်ရေးသားဖို့ဆိုပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီလှုပ်ဆောင်ခဲ့တာကတော့2024ကျွန်တော်တို့စက်တင်ဘာလဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့2024စက်တင်ဘာလကနေပြီးတော့ကျွန်တော်တို့တောက်လျှောက်ရေးဆွဲလာခဲ့တာမှာဂျားထဲမှာလည်းပဲအခက်အခဲတချို့ကြောင့်ကျွန်တော်တို့4လလောက်ရပ်ဆိုင်းခဲ့ရတာမျိုးနားထားခဲ့ရတာမျိုးလည်းရှိပါတယ်သို့တော့ဘယ်လိုပဲဖြစ်ဖြစ်2024စက်တင်ဘာကနေပြီးတော့စခဲ့တဲ့ Federal အတွင်းကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ The Articles of Federal Transitional Arrangement ဒီ2024စက်တင်ဘာကနေစခဲ့ပြီးတော့2026အခုဇွန်လကုန်မှာကျွန်တော်တို့0 draft ရရှိခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ရန်နာထားခဲ့ရတဲ့အခြေအနေအကြောင်းမျိုးကြောင့်ရန်နာထားခဲ့ရတဲ့4လကိုဖယ်မယ်ဆိုလို့ရှိရင်ကြံတဲ့တစ်နှစ်ခွဲကာလအတွင်းမှာကျွန်တော်တို့ဒါတုံညမူချမ်း0 draft ကိုကျွန်တော်တို့အောင်မြင်စွာရရှိခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ရှေ့ဆက်ပြီးလုပ်မဲ့လုပ်ငန်းစဉ်တွေလည်းပဲဆက်လက်ပြီးတော့တင်ပြပါမယ်အခုတော့ကျွန်တော်နောက်ထပ်ခေါင်းဆောင်တဦးကိုဒီ2024စက်တင်ဘာမှာကျွန်တော်တို့စပြီးတော့ဒီ after ဆိုပြီးတော့ပေါ့နော်အခြေခံဥပဒေတစ်ခုအနေနဲ့ဒီ Federal တွင်ကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေတစ်ခုအနေနဲ့ရေးဆွဲဖို့ရာဘယ်လိုအခြေခံမူတွေဘယ်လိုကျွန်တော်တို့သဘောတရားပေါ့နော် concept တွေဘယ်လိုအခြေခံမူတွေဘယ်လို concept တွေနဲ့ကျွန်တော်တို့စပြီးတည်ခဲ့တယ်လေဆိုတဲ့ဟာလေးကိုဆက်လက်ပြီးတော့ရှင်းပြပေးဖို့ရာနောက်ထပ်ခေါင်းဆောင်တဦးကိုဆက်လက်ဖိတ်ခေါ်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါခုနကျွန်တော်နာမည်ခုနပြောသူပေါ့နော်တတလျမုံစကောင်းဖြစ်ပါတယ်ကျွန်တော် NUG ကိုကူစားပြောပြီးတော့ဒီ after drafting process မှာပါဝင်ခဲ့တာဖြစ်ပါတယ်ခုနဆရာတူကြော်ထိုင်ကနေပြီးတော့ကျွန်တော်တို့ဖြစ်စဉ်လေးကိုအသေးစိတ်ပြောပြထားပြီးသားဖြစ်ပါတယ်အဲ့ဒီမှာတစ်ချက်လေးကျွန်တော်ဖြစ်ဆွပြီးတော့တင်ပြချင်တာဒီ after this drafting process ကမန်စင်စစ်က charter ကိုကျွန်တော်တို့အခြေခံတာဖြစ်ပါတယ် charter လည်းအလုံးတည်တဲ့အတိုင်း2021 mars လ30ရက်နေ့မှာကျွန်တော်တို့ထုတ်ပြန်ခဲ့တယ်ဒါကိုကျွန်တော်တို့ပြုတ်ပြင်မှုမှန်ပြီးတော့မှ2022ဇန်နဝါရီလ29ရက်နဲ့29ထိကျင်းပခဲ့တဲ့ပထမကျင်းပြည်သူ့ညီလာခံကအတည်ပြုတာဖြစ်ပါတယ်အဲ့ဒီအတည်ပြုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ NUG ရဲ့ TOR NUCC ရဲ့ TOR CRPH ရဲ့ TOR စသဖြင့်ကျွန်တော်တို့အဲ့ဒါစုပေါင်းပြီးတော့ကြီးခဲ့တာရှိပါတယ်အဲ့ဒီကြီးထားခဲ့တဲ့ကျွန်တော်တို့ပေါင်းပြီးတော့မှကြီးထားခဲ့တဲ့ NUCC TOR မှာအဲ့ဒီပုံမှန်83မှာဘလို့ဖော်ပြထားတယ်လဲဆိုတော့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေကို NUCC NUG နဲ့ပါဝင်ထိုက်သူများကရေးရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်ထို့အတွက်ကြောင့် NUG ဒီအဲ့ဒီအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေကြီးဆွေးရေးလုပ်ငန်းစဉ်တခြားလုံးမှာကျွန်တော်တို့အနေနဲ့ after ပြဋ္ဌာန်းcharter ပြဋ္ဌာန်းချက်အတိုင်းကျွန်တော်တို့တရားဝင်ပူပေါင်းပါဝင်ခဲ့တာဖြစ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပထမအနေနဲ့ထပ်လောင်းပြီးတော့ရှင်းလင်းချင်တာဖြစ်ပါတယ်ပြီးတော့2022မှာကျွန်တော်တို့ဇူလိုင်လမှာအဲ့ဒီ TCWG Transitional Constitution Drafting Committee ကိုကျွန်တော်တို့အလုပ်အဖွဲ့ကိုဖွဲ့ပြီးတော့လုပ်ငန်းတွေဆောင်ရွက်ပေးမယ်ခုနကတူပြောသူလို့ပေါ့လေ2022 November လမှာတည်ဆူသွားတယ်အဲ့ဒီလူတိဆုသွားပေမဲ့ကျွန်တော်တို့ NUG ဖက်မှာတော့ဒီဟာကိုပံ့ပိုးကူညီနိုင်ဖို့ဆိုပြီးတော့အဲ့ဒီ Transitional Constitution မူကြမ်းကိုကျွန်တော်တို့ရည်ရွယ်ခဲ့တယ်2023 April လ4ရက်နေ့မှာပထမမူကြမ်းပြီးတယ်ဒါကိုကျွန်တော်တို့ NUG အတွင်းမှာရှိတဲ့ဝန်ကြီးဒုတိယဝန်ကြီးအားလုံးပါဝင်ပြီးတော့မှဒုတိယမူကြမ်းကိုရေးတာ2023ဇွန်လ29ရက်နေ့မှာပြီးသွားတယ်ဒါကို September လ10ရက်နေ့မှာ NUCC ကိုကျွန်တော်တို့တင်ပြခဲ့တယ်ပြီးတော့အဲ့ဒီ NUCC ကတင်ပြပြီးတဲ့နောက်ပိုင်းမှာ2024 March လမှာကျင်းပတဲ့ဒုတိယကျင်းပြည်သူ့ညီလာခံပဲလေအဲ့ဒီမူကြမ်းကိုကျွန်တော်တို့တင်သွင်းခဲ့ပါတယ်ဆိုတော့2024ဒုတိယကျင်းပြည်သူ့ညီလာခံပြီးမှ2024 April လနေစပြီးတော့ကျွန်တော်တို့ခုန TCWG ပြန်ပြီးတော့အလုပ်လုပ်ပါတယ်
ပြန်ပြီးတော့လှုပ်တဲ့ခါကျတော့2024 April လနေပြီးတော့ August လလို့ထိကျွန်တော်တို့ online ကနေလှုပ်ပါတယ်အဲ့လိုလှုပ်တဲ့ကာလမှာတော့ကျွန်တော်တို့အနေနဲ့ NUG ရဲ့မူကြမ်းကိုကျွန်တော်တို့အတူတကွကြည့်ပြီးတော့မှဆွေးနွေးခဲ့တာဖြစ်ပါတယ်တိုးတော့ကျွန်တော်တို့ online ကနေလှုပ်တာတိတ်ဆင်မပြီးတဲ့အတွက်2024 September လကနေစပြီးတော့ကျွန်တော်တို့လူချင်းတွေ့နိုင်တဲ့လူချင်းတွေ့ online ကနေပါဝင်နိုင်တဲ့လူ online ကနေပါဝင်ပြီးတော့မှ hybrid အနေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့2024 September လအစည်းအဝေးမှာပဲကျွန်တော်တို့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေလို့မခေါ်တော့ဘဲနဲ့ Federal အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေဆိုပြီးတော့ after ဆိုပြီးတော့ပြောင်းလဲခဲ့တာဖြစ်ပါတယ်အဲ့လိုပြောင်းလဲတဲ့ခါမှာလည်းပဲကျွန်တော်တို့အခြေခံမှု12ခုပေါ်မှာကျွန်တော်တို့အခြေခံပြီးတော့မှပြောင်းလဲခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတုန်းကကျွန်တော်တို့ချက်မှတ်ထားတဲ့အခြေခံမှု12ခုကတော့ number 1ကတော့ဒါပြုတ်တာပြင်တာရှိရမယ်ဘာလို့ဆိုတော့ကျွန်တော်တို့အနေနဲ့အသွင်ကူးပြောင်းရေးကာလဆိုတော့ကျွန်တော်ထိလွေရှက်လွေကာလဖြစ်တယ်အဲ့ဒီကာလမှာကျွန်တော်တို့အနေနဲ့ကျင့်သုံးမဲ့အခြေခံဥပဒေဟာပြုတ်လွေပြင်လွေမဲ့ဖြစ်တဲ့အရန်တိကျဖြစ်တယ်ဆိုရင်ကျွန်တော်တို့အတွက်ဒေါ်လာကြီးအထွေအထောက်ကူပေးတဲ့ပုံစံအသွင်ကူးပြောင်းရေးကာလအထောက်ကူပြုတဲ့ပုံစံမျိုးပဲနဲ့ constitutional crisis ပြန်ဖြစ်သွားနိုင်တဲ့ rigid constitution မဟုတ်ဘဲနဲ့ flexible constitution ကိုရည်ရမယ်ဆိုပြီးတော့ပထမအနေနဲ့ကျွန်တော်တို့သဘောတူထားတာဖြစ်ပါတယ်။ number 2ကတော့ကျွန်တော်တို့အသွင်ကူးပြောင်းလေးကအသွင်ကူးပြောင်းမှုကိုဦးတည်ရမယ် transitionality ဆိုပြီးတော့ကျွန်တော်တို့သဘောတူထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာအမေရိကန်ကျင့်သုံးမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။ကျွန်တော်တို့အသွင်ကူးပြောင်းရေးကာလအတွင်းမှာပဲကျင့်သုံးဖို့ဖြစ်တဲ့အတွက်ဒါအသွင်ကူးပြောင်းရေးကာလတစ်ခုကိုပဲဦးတည်ရမယ်ဆိုတဲ့ဟာကျွန်တော်တို့ဒုတိယမူဖြစ်ပါတယ်လို့နောက်တတိယမူကတော့ Federal မူကိုချီခံသောအသွင်ကူးပြောင်းရေးကာလနေမီတတ်မှတ်ချက်များကိုအသွင်ကူးပြောင်းရေးကာလ Federal အုပ်ချုပ်ရေးယူနည်းများဖြစ်ချီခံခြင်း Transitional Administrative Units based on Federal Principles ဆိုတာတို့အဲ့ဒါတော်တော်လေးအကြီးကြီးတဲ့အချက်ဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေလို့ကျွန်တော်တို့မသုံးဘဲနဲ့အခြေခံဥပဒေလို့သုံးလိုက်တာဟာလေဖွဲ့စည်းပုံဆိုတဲ့စကားလုံးကိုကျွန်တော်တို့ခြံသွားတာလေဒီ principle ကြောင့်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တွင်ကူးပြောင်းရေးကာလဆိုတာထိလွေဆက်လွေကာလဖြစ်တဲ့အတွက်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေအင်္ဂါရပ်နဲ့ညီကျွန်တော်တို့ဆောင်ရွက်မယ်ဆိုရင်အဲ့ဒီကာလမှာဘာဖြစ်နိုင်တယ်လဲဆိုတော့ဒါ form of state ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဖော်ပြဖို့လိုမှာဖြစ်တယ်။အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောလိုက်လို့ဆိုရင် form of state ရပြည်နယ်ပင်တစ်ခုနဲ့ဖွဲ့စည်းရမလဲပြီးတော့ကျွန်တော်တို့အနေနဲ့ပြည်နယ်နမိတ်တွေကိုဘယ်လိုတတ်မှတ်ရမလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့အသေးစိတ်သွားဖို့လိုမှာဖြစ်ပါတယ်။တိုးတော်သွင်ကူးပြောင်းရေးကာလမှာကျွန်တော်တို့ဒါတွေသွားလို့မဖြစ်တင်သေးဘူး။အသွင်ကူးပြောင်းရေးကာလမှာတော့ကျွန်တော်တို့administrative unit ပုံစံနဲ့ပဲကျွန်တော်တို့သွားလိုက်တာမျိုးอ่ะပို့ပြီးတော့အဆင်ပြေမှာဖြစ်တယ်။ထို့အတွက်ကြောင့်ဒီမှာလည်းပဲကျွန်တော်တို့ flexible ဖြစ်အောင်ဒီဟာလေးကိုကျွန်တော်တို့ကြော်သွားပြီးတော့ constitution ဆိုတဲ့စကားလုံးကိုလည်းမသုံးဘဲနဲ့ article of federal transitional arrangement ဆိုတဲ့စကားနဲ့ကျွန်တော်တို့သွားတာဖြစ်တယ်ဆိုတဲ့ဟာလေးပါတစ်ခါတည်းဒီမှာဖော်ပြလိုပါတယ်။ number 3ကတော့အဲ့ဒါ number 3ဖြစ်ပါတယ်။ number 4ကတော့အများပါဝင်နိုင်မှုကိုဦးတည်ခြင်း inclusivity ဆိုတော့ inclusivity ဆိုတာကျွန်တော်တို့စပြီးတော့ဒီတော်လှန်ရေးຫນွေဦးတော်လှန်ရေးစပြီးတော့လှုပ်လိုက်ကြတဲ့ကကျွန်တော်တို့စုဖွဲ့မှုတွေမျိုးမျိုးလုပ်တယ်အဲ့ဒီစုဖွဲ့မှုထဲမှာအခြေပြန့်ဆုံးတဲ့အများဆုံးပါဝင်နိုင်တဲ့အခင်းကျင်းတဲ့ကျွန်တော်တို့ဖန်တီးလိုက်တာ NUCC ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် NUCC ကိုကျွန်တော်တို့ဗဟုပြုပြီးတော့ NUCC ရဲ့အဲ့ဒီ NUCC မှာ CRPH ပါပြီးသားဖြစ်တယ်ပြီးတော့နိုင်ငံရေးပါတီတွေပါပြီးသားဖြစ်တယ်ပြီးတော့တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းတွေပါပြီးသားဖြစ်တယ်စသည်ဖြင့်ကျွန်တော်တို့စဉ်းစားခဲ့တယ်အဲ့ဒီမှာအဖွဲ့ဝင်ဖွဲ့စည်းနေနဲ့မပါတာ NUG ပဲဖြစ်တယ်အဲ့ဒီတွေ့တော့ကျွန်တော်တို့ NUG နဲ့ NUCC ကိုဘ ဟုပြုတ်ပြီးတော့လုပ်မယ်ဆိုရင်တော့ဒါအများပါဝင်နိုင်ဖို့ဆောင်ရွက်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဆိုတော့ inclusivity ကကျွန်တော်တို့ရဲ့ principle တစ်ခုဖြစ်တယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့အနေနဲ့အခုခင်းကျင်းမှလည်းပဲအခုကျွန်တော်တို့ zero draft ပြီးလို့ရှိရင်တော့အများပါဝင်နိုင်ရေးကဏ္ဍကိုကျွန်တော်တို့နှီးပေါင်းစုံနဲ့ဆက်လက်ဆောင်ရွက်ဖို့လည်းကျူးစာသွားမှာဖြစ်ပါတယ်ဥပမာအဖြစ် state consultation တို့ public consultation တို့ကိုကျွန်တော်တို့ကြည်ကြည်ပြန့်ပြန့်ဆောင်ရွက်ပြီးတော့မှအများပါဝင်ကြီးကိုကျွန်တော်တို့အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်ဆိုတာဖြစ်ပါတယ်
ပြီးတော့ number 5ချက်တစ်ချက်ကတော့ stability တည်ငြိမ်မှုကိုဖန်တီးခြင်းအသွင်ကူးပြောင်းရေးကာလဆိုတာစောစောကကျွန်တော်ပြောသလိုမတည်ငြိမ်တဲ့ကာလဖြစ်နိုင်တယ်ထိလွေရှာလွေကာလဖြစ်နိုင်တယ်ထို့အတွက်ကြောင့်ဒီလူတည်ငြိမ်မှုမျိုးကိုဖန်တီးနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒါ after အရေးကြီးသောခန့်ကဏ္ဍနဲ့ခြေခံဥပဒေဖြစ်နေပါဝင်ဖို့လိုတယ်ဆိုတဲ့ဟာဖြစ်ပါတယ်လို့ပြီးလို့ရှိရင်နံပါတ်6ချက်တစ်ချက်ကယုံကြည်မှုကိုတည်ဆောက်ခြင်းဖြစ်ပါတယ်အချင်းချင်းကြားမှာဒီလုပ်ငန်းကိုဆောင်ရွက်ခြင်းအပြင်ချင်းချင်းကြားမှာယုံကြည်မှုတည်ဆောက်မယ်ပြည်သူလူထုတရားလုံးကြားမှာလည်းယုံကြည်မှုတည်ဆောက်မယ်ကျွန်တော်တို့တနိုင်ငံလုံးမှာပူးပေါင်းပါဝင်နေတဲ့လူထုတီးတီးတိုင်းရင်းသားလူမျိုးတီးတီးကြားမှာလည်းကျွန်တော်တို့အနေနဲ့ယုံကြည်မှုကိုတည်ဆောက်ရမယ်ဆိုတဲ့ဟာဖြစ်ပါတယ်နံပါတ်9ကတော့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုကိုပေါ်ဆောင်ခြင်းဆိုတာဖြစ်ပါတယ် transitional justice ဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ after ရေးဆွဲခြင်းမှာအလုံးအကြီးကြီးတော့ခန့်ကဏ္ဍကနေပါပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာပဋိပက္ခလက်နက်ကိုင်ပဋိပက္ခတွေအာဏာသိမ်းမှုတွေမတရားတဲ့အာဏာရှင်စနစ်မျိုးမျိုးပေါ်ခဲ့တာရှိပါတယ်နောက်ဆုံးခုကျွန်တော်တို့စစ်အာဏာရှင်စနစ်ပါဝင်အာဏာရှင်များစွာပေါ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုအာဏာရှင်လက်အောက်မှာကျွန်တော်တို့နစ်နာသူတွေအများကြီးရှိခဲ့ပါတယ်ပြည်သူလူထုတွေနစ်နာခဲ့တယ်တိုင်းပြည်နစ်နာခဲ့တယ်အဲ့ဒီနစ်နာမှုတွေမတရားမှုတွေကိုကျွန်တော်တို့စနစ်တကျဖော်ထုတ်ပြီးတော့အမှန်တရားကိုမဖော်ထုတ်နိုင်ဘူးဆိုရင်ကျွန်တော်တို့တိုင်းပြည်ကိုအနာဂတ်မှာတည်ငြိမ်တဲ့ငြိမ်းချမ်းတဲ့တာယာတဲ့တိုင်းပြည်ဖြစ်နေတူထောင်နိုင်မှာမဟုတ်ဘူးထို့အတွက်ကြောင့်ကျွန်တော်တို့ဒါ transitional justice ဆိုတာကျွန်တော်တို့မလောက်ကိုမရတဲ့လုပ်ငန်းတာဝန်တစ်ခုဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါကိုယုံကြည်ပြီးတော့လုပ်တာဖြစ်ပါတယ်ပြီးတော့ number 6ချက်တစ်ချက်ကတော့အနာဂတ်အတွက်ပြင်ဆင်ခြင်းဒီ after ကျွန်တော်တို့ရှိရွှဲတယ်ဆိုတာအသွင်ကူးပြောင်းရေးကာလကိုပဲလေဖြတ်တန်းပြီးတော့အနာဂတ်တွေလေကျွန်တော်တို့လူအပ်တဲ့ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့လိုအပ်ပါတယ်ဆိုတော့အနာဂတ်တွေပြင်ဆင်ခြင်းဆိုတဲ့နေရာမှာ after မှာအရေးကြီးတဲ့ခန်းတစ်ခုအနေနဲ့ပါဝင်တာအသွင်ကူးပြောင်းရေးကာလအတွင်းမှာကျွန်တော်တို့တိုင်းပြုတ်ပြီးပြုတ်ငေလာခန်းကိုခေါ်ယူကျင်းပပြီးတော့ကျွန်တော်တို့တိုင်းပြည်မှာအမေရိကန်ကျင့်သုံးတဲ့ Federal ဖွဲ့စည်းပုံခြေခံဥပဒေ Federal ပြည်ထောင်စုဖွဲ့စည်းပုံခြေခံဥပဒေကိုရည်ရွယ်ပြဋ္ဌာန်းရမယ်ဆိုတာလေးပါပါတယ်ဒါတွေဟာကျွန်တော်တို့အနာဂတ်တွေပြင်ဆင်ခြင်းမှာအရေးကြီးသောလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြလိုပါတယ်ပြီးလို့ရှိရင် number 9ကတော့ဒါအလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးကဏ္ဍဖြစ်ပါတယ်ဒါကျွန်တော်တို့တွင်ကူးပြောင်းရေးကာလမှာတရားဥပဒေစိုးမိုးရေးကိုစနစ်တကျဖော်ဆောင်နိုင်ဖို့အတွက်ဒါ after အခြေခံဥပဒေဆိုတာတွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေဆောင်ရွက်မယ် after မရှိမဖြစ်လို့အပ်တယ်ဆိုတာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်နံပါတ်10ကတော့ပြန်လည်နေရာချထားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းအသွင်ကူးပြောင်းရေးကာလအတွင်းမှာအခုကျွန်တော်တို့စီခေါင်စီရဲ့အကြံဖက်တောင်းကြမှုကြောင့်တော့၎င်းနှစ်ပေါင်း90ကျော်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပွားတဲ့ပြည်တွင်းစစ်ကြောင့်တော့၎င်းဒုက္ခသည်တွေ IDP တွေဒါအားလုံးကိုကျွန်တော်တို့အသွင်ကူးပြောင်းရေးကာလမှာစနစ်တကျပြန်လည်ထူထောင်ပြီးတော့ပြန်လည်နေရာချထားရေးကိုကျွန်တော်တို့ဆောင်ရွက်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြထားတာဖြစ်ပါတယ်နံပါတ်7ကတော့လုံခြုံရေးတပ်ဖွဲ့များစီမံချင်း security arrangement ဆိုတော့ကျွန်တော်တို့တိုင်းပြည်ကလက်နက်ကင်ပြည်ပခါတွေဒီပေါင်းများစွာချင်းဆိုင်တွေဖြစ်တယ်ထို့သဖြင့်တွေဥတော်လှန်ရေးပြီးမှလည်းဒါဒီပြဿနာပို့ပြီးတော့ကြီးမားလာပါတယ်ဒါတွေကိုကျွန်တော်တို့စနစ်တကျနဲ့ဒါလုံခြုံရေးဆိုင်ရာတပ်ဖွဲ့များပြန်လည်ဒါစီမံချင်းမို့လေ security arrangement လုပ်ရမယ်ဆိုတာဖြစ်ပါတယ်လို့နံပါတ်7ကတော့ဒါအကြီးကြီးဆုံးချက်တစ်ချက်လည်းဖြစ်ပါတယ်စနစ်မှာထားလိုက်တဲ့အတွက်ကျွန်တော်တို့နှုတ်ဆုံးမှာထားတယ်လို့သဘောထားစေချင်ပါဘူးအဲ့ဒါတော့ gender equality ဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့လူဦးရေတဝက်ကျော်90%ကျော်အမျိုးသမီးဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍပြီးတော့ဂျာမတန်တူရေးပြီးတော့ gender equality ဒါတွေအားလုံးကိုကျွန်တော်တို့ဒီ after နေပြီးတော့အတတ်နိုင်ဆုံးပေါ်ဆောင်သွားရမယ်ဆိုတဲ့အဲ့ဒီအခြေခံမှုစနစ်ခုကိုကျွန်တော်တို့ချက်မှတ်ပြီးတော့အဲ့ဒီ after ကြီးဆွေးလုပ်ငန်းကိုကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့မှဆောင်ရွက်နေတာဖြစ်တယ်ဆိုတဲ့ဟာလေးကျွန်တော်ရှင်းလင်းတင်ပြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်ကကျွန်တော်တို့ရှင်းလင်းတင်ပြခြင်းအစီအစဉ်ပြီးတဲ့နောက်မှာတော့တက်ရောက်လာကြတဲ့မီဒီယာအသီးသီးကမိကုံးမေးမြန်းခြင်းနဲ့ခေါင်းဆောင်များကပြန်လည်ဖြေကြားခြင်းအစီအစဉ်ဖြစ်ပါတယ်ဆိုတော့မိကုံးမေးမြန်းတဲ့အစီအစဉ်များမစတင်ခင်မှာမိကုံးမေးမြန်းမှုကိုကျွန်တော်တို့အချိန်ရရင်2 round သွားပါမယ်အချိန်မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့1 round ပဲသွားမယ်ပေါ့နော်ပထမ1 round မှာတော့မိကုံး3ခုမေးမြန်းခွင့်ပြုပါမယ်အဲ့ဒီပထမ1 round မိကုံး3ခုပြီးသွားတဲ့နောက်မှာတော့အချိန်ရတယ်ဆိုကျွန်တော်တို့ဒုတိယ1 round မိကုံးမေးမြန်းခွင့်ကို
ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမတစ် round ပေါ့နော်မေကွန်မေးမြန်းတဲ့အစီအစဉ်စတင်လို့ရပါတယ် in person မှာရှိကြတဲ့မီဒီယာများရော online မှာရှိကြတဲ့မီဒီယာများကိုမေကွန်မေးမြန်းဖို့အတွက်လက်ထောင်ပြီးတော့ကျွန်တော်တို့မေကွန်များစတင်မေးမြန်းနိုင်မှာဖြစ်ပါတယ် ဟုတ်ကဲ့ sorry ပါနော်ဟုတ်မေကွန်မမေးခင်လေးပေါ့နော်ကျွန်တော်တို့ဟို Federal အတွင်းကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေဒီ zero draft နဲ့ပတ်သက်ပြီးတော့အနည်းငယ်ထပ်မံပြီးတော့တင်ပြလိုတာလေးရှိပါသေးတယ်အဲ့တော့ဒီ Federal အတွင်းကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေ the Articles of Federal Transitional Arrangements ကကျွန်တော်တို့ဘယ်ပေါ်မှာတိတိကျကျဘယ်ပေါ်မှာအခြေခံထားလဲဆိုတဲ့အခါကျတော့ဟို bottom up federalism approach ဆိုတဲ့เนาะ bottom up federalism အပေါ်မှာကျွန်တော်တို့အားလုံးသဘောတူပြီးတော့အခြေခံထားပြီးတော့စတင်ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်ဒါက bottom up federalism ဆိုတာကကျွန်တော်တို့ပြည်နယ် federal unit များအားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးတို့ဆိုတဲ့အခြေခံမူဖြစ်ပါတယ်ဒါကိုလည်းပါဝင်ကြတဲ့ drafting team မှာပါဝင်ကြတဲ့ဖွဲ့စည်းတွေအားလုံးကနေပြီးတော့သဘောတူညီခဲ့ကြတာဖြစ်ပါတယ် NUG အပါအဝင်ကျွန်တော်တို့ Federal Council စီအပါအဝင်ပေါ့နော်နောက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင်အားလုံးကနေပြီးတော့ဒီ bottom up federalism approach ကိုအခြေခံပြီးတော့ဒီ after ကိုရေးဆွဲကြမယ်ဆိုပြီးတော့ကျွန်တော်တို့သဘောတူခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဒီမှာ after နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအချင်းချုပ်ကလေးတင်ပြရရင်တော့သူကစုစုပေါင်းဏ္ဍန်မပါပေါ့နော်ဏ္ဍန်ကိုဖယ်လိုက်လို့ရှိရင်စုစုပေါင်းအခန်း73ခန်းပါပါတယ်အဲ့တော့ပထမဆုံးကတော့ဏ္ဍန်ပေါ့နော်ကျွန်တော်တို့ဏ္ဍန်ပါတယ်ပြီးလို့ရှိရင်အခန်း1ကဒီခုနဆယ်လန်လဲတင်ပြသွားပြီးသားဖြစ်တဲ့ Federal အတွင်းကူးပြောင်းရေးကာလ Federal ပြည်ထောင်စုအခြေခံမူများဆိုတာဖြစ်ပါတယ်ဒါကဒီအခြေခံမူတွေဟာကျွန်တော်တို့ဒီ Federal Democracy ပဋိညာဉ်မှာပါတဲ့လမ်းညွှန်အခြေခံမူတွေကိုလည်းအခြေခံထားတာဖြစ်တယ်လို့နောက်ပြီးတော့ကျွန်တော်တို့ဒီ bottom up federalism ကိုလည်းပဲပေါင်းစပ်ပြီးတော့အခြေခံထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်အခန်း2မှာတော့ကျွန်တော်တို့အခြေခံအခွင့်အရေးများဆိုတာပါပါတယ် fundamental rights ပေါ့နော်အခြေခံအခွင့်အရေးများဆိုတာရှိပါတယ်ပြီးတော့အခန်း3မှာကျွန်တော်တို့ Federal အတွင်းကူးပြောင်းရေးကာလအုပ်ချုပ်မှုဆိုင်ရာအစီအမံများဆိုတာပါပါတယ်အဲ့ဒီအုပ်ချုပ်မှုဆိုင်ရာအစီအမံများဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ကျွန်တော်တို့ဒီခုနလုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့များပြန်လည်စုစည်းခြင်းတို့နော်နောက်ပြီးတော့ဒီတွင်ကူးပြောင်းရေးကာလအတွင်းမှာအစိုးရချင်းသို့မဟုတ်အစိုးရအရကြားဆက်ဆံရေးတို့နော်ဒီလိုမျိုးကျွန်တော်တို့ဒါတွေထည့်ထားတာဖြစ်ပါတယ်နောက်ပြီးတဲ့အခါကျတော့ဒီအတွင်ကူးပြောင်းရေးကာလ Federal ဒီ Federal Transitional Federal Council ပေါ့နော်အတွင်ကူးပြောင်းရေးကာလ Federal Council ဆိုတဲ့เนาะအခန်းလေးလည်းပဲကျွန်တော်တို့ထည့်ထားတာရှိပါတယ်ပြီးတဲ့အခါကျတော့မှအခန်း၄မှာတော့ကျွန်တော်တို့လွတ်ပိုင်ခွင့်အာဏာခွဲဝေခြင်းเนาะ Division of Competences ဆိုပြီးတော့ကျွန်တော်တို့ဒါလေးတွေထည့်ထားတာရှိပါတယ်အဲ့တော့ဒီလွတ်ပိုင်ခွင့်အာဏာခွဲဝေခြင်းမှာတော့ဒါကျွန်တော်တို့ပြည်ထောင်စုအာဏာပြည်နယ် Federal Unit များရဲ့အာဏာနောက်ထပ်တူပြုအာဏာစသဖြင့်ဒီလိုအသေးစိတ်ဖော်ပြချက်တွေပါရှိပါတယ်ပြီးတော့မှကျွမ်းကျင်အာဏာတွေကတော့ပြည်နယ် Federal Unit များကကျင့်သုံးခွင့်ရှိတယ်ဆိုတာလည်းပဲဖော်ပြထားတာဖြစ်ပါတယ်ပြီးတော့မှအခန်း9မှာကကျွန်တော်တို့ဒီခုနပြည်နယ်သစ်တွေဖွဲ့စည်းရေးနဲ့ပြည်နယ်နယ်နိမိတ်သတ်မှတ်ရေးတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ Federal အတွင်းကူးပြောင်းရေးဆိုင်အစီအမံများဆိုင်ရာအခြေခံဥပဒေဒီ after ထဲမှာတော့ကျွန်တော်တို့အခြေခံမူတွေအနေနဲ့ပဲထည့်သွင်းထားတာဖြစ်ပါတယ်အခြေခံမူတွေအနေနဲ့ပဲထည့်သွင်းထားပြီးတော့ဟိုအသေးစိတ်ကိုတော့ကျွန်တော်တို့ဒါအတွင်းကူးပြောင်းရေးကာလမှာစုဖွဲ့တွေအင်အားစုတွေအားလုံးစုံစုံညီညီပါဝင်နိုင်တဲ့အခြေအနေရောက်တော့မှကျွန်တော်တို့ Federal ညီလာခံဆိုပြီးတော့ Federal Conference ခေါ်ပြီးတော့မှဒါတွေကိုအခြေအလည်ညှိနှိုင်းဆုံးဖြတ်ကြဖို့ဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့အခန်း6မှာတော့ဒါအတွင်ကူးပြောင်းရေးကာလ Federal အတွင်ကူးပြောင်းရေးကာလ
အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများကိုဖွဲ့စည်းခြင်းဖြစ်ပါတယ်ဒီမှာတော့ဥပဒေပြုရေးမှာဆိုရင် Federal အထက်လွှတ်တော်ဆိုတာရှိပါမယ် Federal အောက်လွှတ်တော်ဆိုတာရှိပါမယ်ပြီးတဲ့အခါကျတော့မှကျွန်တော်တို့ဒီအတွင်ကူးပြောင်းရေးကာလ Federal Democratic အစိုးရ Transitional Federal Democratic Government ဆိုတဲ့အုပ်ချုပ်ရေးတာဝန်ယူမဲ့အစိုးရရှိပါမယ်ပြီးတဲ့အခါကျတော့မှတရားစီရင်ရေးမန်တိုင်လဲတရားစီရင်ရေးမန်တိုင်ကိုကျွန်တော်တို့ဖွဲ့စည်းမှာဖြစ်ပါတယ်ပြီးတော့မှအခန်း9မှာတော့ကျွန်တော်တို့ဒီဘဏ္ဍာရေးနဲ့ငွေကြေးဆိုင်ရာကိစ္စများ Finance and Fiscal Matter ဆိုတဲ့အခန်းလေးလည်းပဲရှိပါတယ်အဲ့တော့ Fiscal Federalism ကိုကျင့်သုံးမယ်ပေါ့နော် Resources Sharing တို့ Revenue Sharing တို့ ਨੇ ပတ်သက်လို့ရှိရင်တော့ဒါကျွန်တော်တို့က Fiscal Federalism ကိုကျင့်သုံးမယ်ပြီးလို့ရှိရင် Subsidiarity Principle အရာဒီပြည်သူနဲ့အနီးကပ်ဆုံးအစိုးရအဆင့်ကလုပ်နိုင်တဲ့အထိလုပ်ပိုင်ခွင့်ပြုတဲ့စနစ်ကိုကျင့်သုံးမယ်ဆိုတာမျိုးလည်းပဲထည့်သွင်းဖော်ပြထားပြီးဖြစ်ပါတယ်ပြီးတော့မှဒီ IDPs တွေ refugees တွေနဲ့ပတ်သက်ပြီးတော့လည်းအတွင်ကူးပြောင်းရေးကာလမှာအဓိကကြားတဲ့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးဆိုင်ရာဒီလည်းပဲကျွန်တော်တို့ထည့်သွင်းထားတာရှိပါတယ်နောက်ပြီးတော့ဒီ independent commissions တွေလည်းပဲကျွန်တော်တို့ထည့်သွင်းထားတာရှိပါတယ်နော်ဒီ independent commissions တွေမှာလည်းပဲဒါမျိုးသမီးရေးရာတို့နော်နောက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီgender အခြေပြုအကြမ်းဖက်မှုများတိုက်ဖျက်ရေးတို့စသည်ဖြင့်ပေါ့နော်ဒီလိုလေးတွေလည်းကျွန်တော်တို့ထည့်သွင်းထားတာရှိပါတယ်ပြီးတဲ့အခါကျတော့မှဒီနိုင်ငံသားဖြစ်ခြင်းနဲ့ citizenship နဲ့ပတ်သက်ပြီးတော့လည်းပဲတိကျအခန်းတစ်ခန်းကျွန်တော်တို့ထည့်သွင်းဖော်ပြထားတာရှိပါတယ်နောက်ပြီးတော့မှဒါအထွေထွေပြဋ္ဌာန်းချက်များဆိုပြီးတော့ general provisions ဒါကတော့ဖွဲ့စည်းပုံအခြေခံဥပဒေသို့မဟုတ်အခြေခံဥပဒေတစ်ခုရဲ့အင်္ဂါရပ်အတိုင်း general provision ဆိုတဲ့အခန်းလေးလည်းပဲအထွေထွေပြဋ္ဌာန်းချက်များဆိုတာလည်းနောက်ဆုံးမှထည့်ထားတာရှိပါတယ်အဲဒီမှာတော့တွင်ကူးပြောင်းရေးကာလဆိုင်ရာပြဋ္ဌာန်းချက်တွေရှိမယ်နောက်ပြီးတော့အရေးပေါ်အခြေအနေကြီးညာခြင်းနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်တွေရှိမယ်နောက်ပြီးတော့ဒီအတည်ပြုခြင်းဆိုင်ရာပြဋ္ဌာန်းချက်တွေရှိမယ်နောက်ဒီFederal တွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေအခုဒီ after ကိုပဲပြင်ဆင်ခြင်းနဲ့ဆိုင်တဲ့ပြဋ္ဌာန်းချက်တွေရှိပါတယ်ဒါလေးကကျွန်တော်တို့ပြီးစီးသွားပြီဖြစ်တဲ့ဒီတုံညမူကျမ်းပေါ့နော် Federal တွင်ကူးပြောင်းရေးဆိုင်ရာအစီအမံများဆိုင်ရာအခြေခံဥပဒေရဲ့တုံညမူကျမ်းမှာကျွန်တော်တို့ပါဝင်ထည့်သွင်းထားတဲ့အခန်းများအကြောင်းအရာများဖြစ်ပါတယ်အသေးစိတ်ကိုကျွန်တော်တို့အခုအချိန်မှာတော့ဒီတုံညမူကျမ်းပြီးစီးကြောင်းကိုပဲအဓိကအတိပေးခြင်းဖြစ်ပြီးတော့အသေးစိတ်ကိုကျွန်တော်တို့ထုတ်ပြန်ကြေညာအောင်မှာမဟုတ်သေးပါဘူး။ဘာကြောင့်လဲဆိုတော့အခုဒီနောက်ဆုံးတုံညမူကျမ်းပြီးစီးပြီးခြင်းပဲကျွန်တော်တို့ကဒီ expert opinion ပေါ့နော်။ဒါကျွမ်းကျင်သူဒီ constitutional experts ရဲ့ဟိုကျွမ်းကျင်သူများရဲ့သဘောထားမှတ်ချက်များရယူဖို့လည်းပဲကျွန်တော်တို့အခုဆက်လက်ပြီးတော့ဆောင်ရွက်နေတာရှိပါတယ်။အဲ့တော့ဆက်ပြီးတော့လုပ်သွားမယ်လုပ်ငန်းစဉ်ရဆိုရင်တော့အခုဒီရက်ပိုင်းမှာပဲကျွန်တော်တို့ဒါနိုင်ငံတကာဒီ constitution ပညာရှင်တဦးနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့တွေ့ဆုံပြီးတော့အဲ့တော့ expert opinion ကိုအရင်ဆုံးရယူမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီတုံညမူကျမ်းနဲ့ရပ်ထားအောင်မှာမဟုတ်ဘဲနဲ့ဒီ review and revise ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဟိုဒီဖြည့်ချင်တာပြန်ပြီးတော့ကြည့်ချင်တာပြန်ပြီးတော့ထပ်ပြီးတော့ touch လုပ်ချင်တဲ့အပိုင်းလေးတွေပေါ့နော်အဲဒီလိုမျိုးလေးတွေကိုထပ်မံပြီးတော့နှစ်ကြိမ်လောက်ကျွန်တော်တို့ပြန်လဲတွေ့ဆုံပြီးတော့ review and revise ဆိုပြီးတော့ကျွန်တော်တို့လှုပ်ဆောင်သွားအောင်မှာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုတဲ့အချိန်ကြတော့မှကျွန်တော်တို့ဒီခုနဒေါက်တာလင်လည်းပြောသွားတယ်လို့consultation process တွေကိုကျွန်တော်တို့စတင်ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့ consultation process တွေမှာကတော့အခုဒီ drafting မှာပါတဲ့စုအဖွဲ့တွေလည်းရှိတယ်လို့ဒီအခု drafting team မှာမပါနေတဲ့အစုအဖွဲ့တွေလည်းပဲရှိပါသေးတယ်အမှကျွန်တော်တို့ drafting team မှာဆိုရင်ဒါ NUCC ပါတယ်ပေါ့ NUCC ပါခြင်းဒီတနည်းအားဖြင့် NUCC ရဲ့အဖွဲ့ဝင်အဖွဲ့အစည်းများအားလုံးကိုကိုစားပြုခြင်းဖြစ်တယ်အဲ့တော့ NUCC ပါခြင်းဒီ ABSDF ပါခြင်းဖြစ်တယ်ဘာလို့လဲဆိုတော့ ABSDF ဒီ NUCC ရဲ့ဖွဲ့ဝင်ဖွဲ့စည်းဖြစ်တယ် NUCC ပါခြင်းဒီ Mumbai Federal Council ပါခြင်းဖြစ်တယ်
Monpy Federal Council ဒီ NUCC ရဲ့ဖွဲ့ဝင်ဖွဲ့စည်းဖြစ်တယ် NUCC ပါခြင်းဒီပအိုအမျိုးသား Federal Council ပါခြင်းဖြစ်တယ်ဘာလို့လဲဆိုတော့ပအိုဒီလည်း NUCC ရဲ့ဖွဲ့ဝင်ဖွဲ့စည်းဖြစ်တယ်တအန် Land Council တအန် P Council ပါခြင်းဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့လည်းကျွန်တော်တို့ရဲ့ဖွဲ့ဝင်ဖွဲ့စည်းဖြစ်တယ်ဒီလိုပဲအခြားသောဖွဲ့စည်းများချင်းဒီဂျာကာလာချင်းမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC လည်းပါခြင်းဖြစ်တယ်အဲ့တော့ပြောချင်တာကဒီ drafting team မှာပါနေကြပြီးတာဖြစ်တဲ့အဖွဲ့အစည်းများရှိတယ်လို့ပဲမပါသေးတဲ့အခြားအဖွဲ့အစည်းများလည်းပဲရှိပါသေးတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကမပါသေးတဲ့အခြားအဖွဲ့အစည်းများနဲ့လည်းပဲ stakeholders consultation ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဆက်ပြီးတော့လုပ်သွားရမှာဖြစ်ပါတယ်ပြီးတော့မှpublic consultation ဆိုပြီးတော့ပြည်သူလူထုရဲ့သဘောထားအတန်နဲ့မှတ်ချက်တွေကိုလည်းနားထောင်သွားဖို့ရှိပါတယ်အဲ့တော့ဒီတဲ့နောက်ထပ်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုရှိပါသေးတယ်ဒီဟာတွေလုပ်နေတဲ့ကြားထဲမှာပဲကျွန်တော်တို့နောက်ထပ်အရေးကြီးတဲ့လုပ်ငန်းစဉ်ကဘာရှိလဲဆိုတဲ့အခါကျတော့ MEC လို့ခေါ်ပါတယ် Multi Ethnic Council MEC နဲ့လည်းပဲကျွန်တော်တို့ဒီ MEC ကလည်းပဲ after ဆိုပြီးတော့ draft တစ်ခုသူတို့လုပ်ထားတာရှိပါတယ်ဒီအကြောင်းပြောရရင်တော့ MEC နဲ့ကျွန်တော်တို့ ਨੇ ဒီဟို2024 စက်တင်ဘာစတင်ခဲ့ကြတဲ့ကနေပြီးတော့2025အောက်တိုဘာအထိနော်2024စက်တင်ဘာကနေပြီးတော့2025အောက်တိုဘာလအထိအတူတူတခန်းနဲ့ထိုင်ပြီးတော့အတူတူရေးခဲ့ကြတဲ့သူများဖြစ်ပါအဲ2025အောက်တိုဘာနောက်ပိုင်းမှာ MEC ကဒီဘက် NUCC နဲ့ဒီဘက် after process မှာဆက်လက်ပြီးတော့မပါဝင်နိုင်တဲ့အကြောင်းတွေပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာ MEC ကဒီ after ဆိုပြီးတော့မူချမ်းကို MEC ကသူ့ဘာသာဆက်လက်ရေးဆွဲခဲ့ပြီးတော့ကျွန်တော်တို့ညှိနှိုင်းရေး process ကျွန်တော်ခုနစပြောတဲ့အချိန်မှာပါပါတယ်ကျွန်တော်တို့၄လလောက်ရန်နာထားခဲ့ရတာရှိတယ်ဆိုတော့အဲ့ဒီအောက်တိုဘာနောက်ဆုံး after အတူတူတခန်းနဲ့ထိုင်ပြီးတော့ after အတူတူရေးခဲ့ပြီးတဲ့နောက်ပိုင်း November December January February လောက်အထိကျွန်တော်တို့ရပ်ထားခဲ့ပြီးတော့ MEC နဲ့ပြန်လည်ပြီးတော့ after ရေးဆွဲရေးကိုပြန်လည်ပေါင်းစည်းနိုင်ဖို့ရာကျွန်တော်တို့ပြင်းထန်ညှိနှိုင်းခဲ့ပါတယ်တိုးတော်လည်းပဲမဖြစ်လာခဲ့ဘူးပေါ့နော်အဲ့တော့ MEC ကလည်းသူတို့ဘာသာသူတို့ဆက်ပြီးတော့ရေးတယ်ကျွန်တော်တို့ NUCC ကလည်းပဲ Federal Democracy ပဋိညာဉ်မှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်အရ NUCC အနေနဲ့ကလည်းဒါကိုဆက်ပြီးမဖြစ်မနေဆက်ပြီးရေးဆွဲဖို့ရာတာဝန်ရှိလာပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းမပြီးအောင်လို့ကျွန်တော်တို့ဆက်ပြီးတော့ရေးဆွဲပါတယ်တိုးတော်လည်းပဲ MEC နဲ့ညှိနှိုင်းဖို့ကိုတော့အမြဲတစေလမ်းဖွင့်ထားသလိုအမြဲတမ်းလည်းပဲကျွန်တော်တို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်ဒါကြောင့်အခုဒီကျွန်တော်တို့တုံညံ့မှုချမ်းပြီးစီးပြီဆိုတဲ့အချိန်ကနေစပြီးတော့လည်းပဲအဲ့ဒီမတိုင်ခင်ကလည်း MEC နဲ့ညှိနှိုင်းဖို့ကြိုးပမ်းခဲ့တာရှိတယ်အခုကနေစပြီးတော့လည်းပဲ MEC နဲ့ဆက်လက်ပြီးတော့တောက်လျှောက်ညှိနှိုင်းသွားဖို့ရာဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့အခုဒီ NUCC ရဲ့ after နဲ့ပေါ့နော် MEC ရဲ့ after ဆိုပြီးတော့အခုတော့နှစ်ခုလိုမျိုးဖြစ်နေတာနှစ်ခုလိုမျိုးဖြစ်နေပြီမဲ့ကျွန်တော်ခုနပြောသလိုပါပဲ2025အောက်တိုဘာအထိကကျွန်တော်တို့အကုန်လုံးစကြတဲ့က2025အောက်တိုဘာအထိကတခန်းနဲ့ထိုင်ပြီးတော့အတူတူရေးခဲ့ကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီဘက်နောက်ပိုင်းကျတော့မှအကြောင်းတရားတွေရှိလာခဲ့ပြီးတော့တီချာရေးတဲ့လုပ်ငန်းစဉ်ဖြစ်သွားခဲ့တာဖြစ်ပါတယ်ဒါကိုလည်းပြန်လည်ပေါင်းစည်းနိုင်ဖို့ကိုဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာလေးလည်းပဲဖြည့်ဆွတ်ပြောကြားချင်တာဖြစ်ပါတယ်ခင်ဗျာဆရာမအနေနဲ့ဖြည့်နေကျွန်တော်အထူးထွေမဖြေတော့ပါဘူးခုနကကိုတူကျော်နိုင်ရှင်းပြတာနည်းလို့ပါစီအလျန်ရှင်းပြတယ်မှာတော်တော်လေးတော့အချက်လက်တွေပါသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီမီဒီယာတွေမေးတဲ့အခါမှာပဲလိုအပ်တဲ့နေရာမှာဖြည့်ပြီးတော့ဖြည့်ပေးပါမယ်အချိန်ကလည်းနည်းနည်းလေးလင့်သွားတဲ့အခါကျတော့လေဟုတ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးပြည့်ပြည့်စုံစုံထပ်မံရှင်းလင်းတင်ပြသွားတဲ့ဆရာဦးတိုးကျော်လိုင်အောင်လည်းကျေးဇူးတူတင်ရှိပါတယ်အစီအစဉ်ရမီဒီယာများမှမေကွန်မေးမြန်းတဲ့အစီအစဉ်ဖြစ်ပါတယ်မေကွန်မေးမြန်းခြင်းအစီအစဉ်
စတင်နိုင်ပါပြီခင်ဗျာ online ကမီဒီယာများကော in person ကမီဒီယာများကောမေကုံမေးမြန်းလို့ပါကလက်ထောင်ပြီးတော့မေးမြန်းခြင်းစတင်လို့ရပါပြီခင်ဗျာ ဟိုကျွန်တော်ကတော့ AR တိုင်းတည်းထားတာပါဟုတ်ကျွန်တော်မေးလို့တာကတော့လေခုနဲ့0မူချန်ပြီးသွားပြီးအားလုံးပါဝင်ရေးကိုဆက်လက်သွားမယ်ဆိုတော့တစ်ဖက်မှာကလည်းတရုတ်ဖေအားနဲ့တိုင်းသားဒီလက်နက်ကိုင်တော်လိုင်းရဲ့အင်အားကြားဒီတော်လိုင်းရဲ့အင်အားစုတွေကြားမှာဖေအားပေးမှုတွေအခက်အခဲတွေကြုံတွေ့နေရတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးဒီပုဂ္ဂိုလ်ဒီဖွဲ့စည်းတွေပါဝင်လာရေးအတွက်ကိုရောဘလို့ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ပြင်ဆင်စဉ်းစားမှုတွေတော့ရှိတာခင်ဗျဒါနံပါတ်1တစ်ချက်ပါဒုတိယတစ်ချက်ကတော့ဒီဟိုစေအုပ်စုကလက်ရှိအချိန်မှာရွေးသူအစိုးရအဖြစ်အသွင်ပြောင်းပြီးတော့နိုင်ငံတကာမှာတိမဲ့ပြဖို့ရဖို့အတွက်ကိုအင်ဂျင်နိုင်ငံတချို့နဲ့သူနဲ့ပတ်သက်တဲ့နိုင်ငံတချို့နဲ့ဟိုပူးပေါင်းဆောင်ရွက်နေပြီးတော့ဟိုအလင်းမြန်စူးစမ်းနေတာရှိတယ်ပေါ့လေဆိုတော့ဒီအချိန်တွေမျိုးကြားမှာဒီဘက်မှာလည်းဒီ0မူတန်းဒီဟိုအချိန်တွေပဲရှိသေးတယ်ဆိုတော့ဟိုလူသားပဲပြည့်ပြီဖို့အတွက်ကိုအချိန်ဘယ်လောက်ထိဟိုဆက်လက်ယူပြီးဟိုဆောင်ရွက်သွားမယ်ဆိုတဲ့ဟိုနှစ်ပလန်တို့ခြားထားတာမျိုးရှိမလားခင်ဗျဒါလေးနှစ်ချက်သိချင်လို့ပါခင်ဗျကျေးဇူးတင်ပါတယ် ဟုတ်နောက်တဲ့မေကုံမေးမြန်းဖို့အတွက်ဖြစ်ပါတယ်ဟုတ်မေးမြန်းလို့ရပါခင်ဗျာ Hello မင်္ဂလာပါကျွန်တော်ခတ်နေပါမျက်စိမှာဟုတ်ပြီးခဲ့တဲ့ mass လ73ရက်တော့30ရက်နေ့ကဒီ NUG ရော CRPH ကိုနဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေက SCF ကိုဖွဲ့လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းတည်ပြီးသားဖြစ်မှာပါဆိုတော့အခု NUCC ကလည်း NUG နဲ့ဒီ February လတစ်လထဲမှာပင်3ချိန်တိုင်းဒီ after အပေါင်းဝင်အားကောင်းခိုင်မာတဲ့ဒေါ်လာရင်းဥဆောင်တစ်ခုပေါ်ပေါက်ဖို့ဆိုပြီးတော့3ချိန်တိုင်းဆွေးနွေးတယ်ပေါ့နော်ဆိုတော့ဒီညမှာကျွန်တော်မေးချင်တာကafter ဒီ zero draft မူချမ်းအပေါ်ဒီအတက်ဖွဲ့စည်းလိုက်တဲ့အဲ့ဒီ SCEF ရဲ့အခန်းကဏ္ဍနဲ့နိုင်ငံရေးအရလွှမ်းမိုးမှုအတိုင်းအတာကရောဘယ်လောက်ထိရှိပါမလဲခင်ဗျဒါကပထမဆုံးမေးခွန်းမှာကျွန်တော်မေးခွန်း2ခုမေးခွန်းပြပါဒုတိယတစ်ခုကကြတော့ NUCC ရဲ့ဒါနိုင်ငံရေးတည်ချက်ကဆိုရင်ခုနကလည်းဆရာဦးဆရာမတို့ရှင်းပြသွားတဲ့အတိုင်းပဲ bottom up federalism ပေါ့နော်ဆိုတော့အဲ့ဒီ bottom up federalism ချိကမှုနဲ့အတူပြည်နယ်နှစ်တိုင်းမှာဒီမန်နန်ကြီး3ရက်ကိုတိချားစီခွဲဝေကျင်းသုံးပြီးတန်ဇာတာခွဲဝေမှုကိုပါဆောင်ရွက်မယ်လို့ပါရှိပါတယ်ဆိုတော့ဒီညမှာမေးချင်တာကအခုထွက်ပေါ်လာတဲ့ဒီ after zero draft ပေါ့နော်ဒီမူကြမ်းထဲမှာအဲ့လိုပြည်နယ်တွေရဲ့တိချားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့အာဏာခွဲဝေမှုနဲ့ဒီတန်ဇာတာခွဲဝေမှုတွေအတွက်တကယ်တမ်းမြေပြင်မှာဆွဲခြားဆက်ဆံမှုမရှိဘဲနဲ့အကောင့်ထဲပေါ်နိုင်မဲ့လက်တွေ့ကြကြခိုင်မာတဲ့နိုင်ငံရေးအာမခံချက်မျိုးကိုဘယ်လောက်ထိအတိအကျထဲသွင်းရေးဆွဲထားပါလဲခင်ဗျကျေးဇူးတင်ပါတယ် ဟုတ်ကျေးဇူးပါနောက်တဲ့မေကုံမေးမြန်းလို့ရပါအောင်မယ်နောက်ဆုံးအချိန်ပေါ့နော်ပထမတစ် round ပဲဟုတ် Hello okay ကျွန်တော်တော့ digestive ရပါဟုတ်အရင်တော့ပေါ့နော်ဒီ AFTA လုပ်ငန်းစဉ်ကိုဒီပုံနိုင်ငံရေးသဘောတူညီချက် CPA ပေါ့နော် CPA ကို2026ခုနှစ်ရဲ့ပထမ6လအတွင်းပြီးတက်မယ်လို့ဒီ NUCC ဘက်ကရည်မှန်းထားတယ်လို့သိရပါတယ်အခုဇူလိုင်လ9ရက်နေ့ရောက်မယ်ပေါ့နော်zero draft မှာဇူလိုင်လ9ရက်နေ့ရောက်မှပဲဒီ zero draft အဆင့်ပြီးစီးကြောင်းကြေညာနိုင်ခဲ့တာမို့လို့ပထမနှစ်ဝက်နည်းနည်းနောက်ကျသွားတဲ့အဓိကအခက်အခဲကဘာမှဖြစ်မလဲပေါ့နော်ဒါ NUCC ဘက်ကိုလေ့ကျင့်နေမိကုန်ကပြီးတော့နောက်တစ်ခုကတစ်ဆက်ထဲမေးချင်တာဒီပြည်သူတွေမျှော်လင့်နေတဲ့ပုံနိုင်ငံရေးသဘောတူညီချက် CPA ကရောဘယ်တော့အပိသက်ထွက်ပေါ်လာနိုင်လဲခင်ဗျဟုတ်ဒါပါပဲ ဟုတ်ပထမ round မေကုံမေးမြန်းခြင်းအစီအစဉ်ပြီးဆုံးပါပြီအဲ့တော့ကျွန်တော်တို့မေကုံမေးမြန်းသွားတဲ့မေကုံများကိုပြန်လည်ဖြေကြားဖို့အတွက်ကျွန်တော်ခေါင်းဆောင်များဘက်ကိုအလင်းပေးခြင်းပါတယ်ဗျ ဟုတ်ကဲ့မေကွန်များအတွက်ကျေးဇူးတင်ပါတယ်တချို့မေကွန်တွေကိုကျွန်တော်တိုက်ရိုက်ဆိုင်တဲ့ဟာတွေကိုကျွန်တော်တို့ဖြေပါမယ်တချို့မေကွန်တွေကိုလည်းဟို NUG ကပြည်တော်စုဝင်ကြီးလည်းဟိုပါဝင်ပြီးတော့ဖြေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမင်းအောင်လှိုင်ရဲ့အခု legitimacy အပြင်းထန်ရဖို့ရအပြင်းထန်စူးစမ်းနေတဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG နောက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကျွန်တော်တို့3ခုပေါင်းပြီးတဲ့အခါကျတော့ကျွန်တော်တို့အခုအစီအစဉ်တစ်ခုဟိုလစဉ်ဆောင်ရွက်နေတာရှိပါတယ်အဲ့ဒါကတော်လှန်ပြည်သူစကားဝိုင်းဆိုတဲ့ public talk အစီအစဉ်ဖြစ်ပါတယ်
အဲ့တော့ဒီတော်လန်ပြည်သူစကားဝိုင်းဆိုတဲ့ public talk အစီအစဉ်ကပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကကျွန်တော်တို့စတင်ပြီးတော့ပထမတော်လန်ပြည်သူစကားဝိုင်း1ကိုကျွန်တော်တို့ထုတ်လွှင့်ပါတယ်မနေ့ဖက်ကဇူလိုင်လ6ရက်နေ့မှာတော်လန်ပြည်သူစကားဝိုင်း2ကိုကျွန်တော်တို့ဆက်လက်ပြီးထုတ်လွှင့်ပါမယ်သူကလစဉ်ကျွန်တော်တို့ထုတ်လွှင့်တဲ့အစီအစဉ်ဖြစ်ပါတယ်ဒါကခုနမင်းအောင်လှိုင်ရဲ့ legitimacy ရှာဖွေနေတဲ့ကိစ္စတွေနောက်သူတို့ရဲ့ရက်တရာကိုကျွန်တော်တို့အဓိကတုံ့ပြန်ဖို့ရအတွက်ဒီ NUCC ရဲ့ NUG ရဲ့ CRPH ရဲ့ပေါင်းပြီးတော့ကျွန်တော်တို့စီစဉ်ထားတဲ့လစဉ်အစီအစဉ်လေးဖြစ်ပါတယ်ဒီအပြင်ကိုပြည်သူလူထုကိုလည်းပဲတော်လှန်ရေးနဲ့ပတ်သက်တဲ့အချက်လက်တွေသတင်းမှန်တွေကိုကျွန်တော်တို့ဖြန့်ပေးနိုင်ဖို့ရရှိရတာဖြစ်ပါတယ်အဲ့တော့ဒီတော်လှန်ပြည်သူစကားဝိုင်းဆိုတဲ့အစီအစဉ်လေးဟာခုနဒီနိုင်ငံတကာအခင်းအကျင်းတွေပါမယ်ခုနမေးလိုက်တဲ့မေးခွန်းထဲမှာတရုတ်ရဲ့လွှမ်းမိုးမှုနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့ဆွေးနွေးမှုတွေထဲမှာကျွန်တော်တို့တုံ့ပြန်ဆွေးနွေးထားတာလေးတွေမနေ့ကဇူလိုင်6ရက်နေ့မှာပါပါမယ်။နောက်ဒီကုလသမဂ္ဂအထူးတန်တမန်ဖြစ်တဲ့အထူးတန်တမန်ရဲ့သဘောထားမှတ်ချက်ကလေးတွေနောက်ပြီးတဲ့အခါကျတော့ဒီအတူအယောင်ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့သဘောထားတွေเนาะဒါတွေနောက်ပြီးတော့ဒီနိုင်ငံတကာမှာ Article 33နဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်နေဖို့ကြိုးပမ်းနေတဲ့ကိစ္စတွေဒါတွေအကုန်လုံးကိုတော့ကျွန်တော်တို့မနေ့ကဇူလိုင်6ရက်ဒေါ်လန်ပြည်သူစကားဝိုင်းအစီအစဉ်2မှာထည့်သွင်းပြီးတော့ဆွေးနွေးထားကြပြီးဖြစ်ပါတယ်ဆွေးနွေးထားတဲ့ပုဂ္ဂိုလ်များကတော့အခုဒီ NUG ရဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာလျံမုံစခေါင်နောက်ပြီးတဲ့အခါဒီမွန်ပြည် Federal Council ကဆရာနိုင်မွန်ဆိုင်ကျွန်တော်တို့ရဲ့ NUCC ကောင်စီဝင်ဆရာနိုင်မွန်ဆိုင်နဲ့နောက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကဆရာဦးဥက္ကာမင်းတို့သုံးဦးဆွေးနွေးထားတဲ့ဟာမနေ့ကမှာတော့ထုတ်လွှင့်မှာဖြစ်ပါတယ်အဲ့ဒီမှာတော့ခုနဆရာမေးတဲ့မေးခွန်းတွေကိုကျွန်တော်တို့ပို့ပြီးတော့တိုင်တိုင်ဝိုင်းဝိုင်းဖြေထားတဲ့ဟာတွေပါမှာဖြစ်ပါတယ်เนาะဒါလေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ကနေပြီးတော့ဒီ2026ရဲ့ပထမ6လမှာကျွန်တော်တို့အခု CPA နဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းလည်းပါလာပါတယ်ဘုံနိုင်ငံရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းဖြစ်ပါတယ်ဘုံနိုင်ငံရေးသဘောတူညီချက်ကအခုဇူလိုင်လထဲမှာကျွန်တော်တို့အတည်ပြုထုတ်ပြန်မှာဖြစ်ပါတယ်သဘောတူညီကြပြီးဖြစ်ပါတယ်အဲ့တော့ဘုံနိုင်ငံရေးသဘောတူညီချက်အခုပထမမူချမ်းကိုဇူလိုင်လထဲမှာကျွန်တော်တို့အတည်ပြုထုတ်ပြန်မှာဖြစ်ပြီးတော့အတည်ပြုထုတ်ပြန်မှုမှာပါဝင်မဲ့ဖွဲ့စည်းတွေကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအမျိုးသားညီညွတ်ရေးအစိုးရစကိုင်း Federal Unit မန္တလေး Federal Unit နဲ့မကွေး Federal Unit များဖြစ်ပါတယ်ဒါဒီအဖွဲ့အစည်းများကနေပြီးတော့ဘုံနိုင်ငံရေးသဘောတူညီချက်ပထမမူချမ်းကိုဒီဇူလိုင်လထဲမှာတည်ပြုထုတ်ပြန်သွားဖို့ရှိပါတယ်ဒါဟာပထမ6လကျွန်တော်တို့ဒီဇွန်လ23ရက်နေ့မှာကျွန်တော်တို့နောက်ဆုံးအချိန်တွေ့ဆုံခဲ့ကြပြီးတော့ဒီဇွန်လ23ရက်နေ့မှာညှိနှိုင်းမှုရရှိခဲ့ပြီးတော့ဒီဇူလိုင်လအတွင်းမှာထုတ်ပြန်နိုင်ဖို့စီစဉ်နေတာဖြစ်ပါတယ်ဒါပထမနှစ်ဝက်အတွင်းဆောင်ရွက်ပြီးစီးမှုလို့ပြောနိုင်ပါတယ်အဲ့တော့ after ကလည်းပဲအခုတုံညမူချမ်းကျွန်တော်တို့ရောက်ပြီအဲ့တော့တုံညမူချမ်းရောက်ပြီဆိုပေမဲ့ after process ကတော့ရှေ့လျှောက်ပြီးတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့သွားရအောင်မှာဖြစ်ပါတယ်နောက်ပြီးတော့ဒီ SCEF နဲ့ after ကိစ္စပေါ့နော်နောက်ပြီးတော့နောက်ဒီ Federal Units နဲ့ Resource Sharing ဘာညာကိစ္စတွေကတော့ပြည်ထောင်စုဝန်ကြီးကဆက်ပြီးတော့ဖြည့်ပေးမယ်ထင်ပါတယ်ခင်ဗျဟုတ်ကဲ့မစ္စမမေးရမိခွန်းပေါ့နော်တော်ကြီးတဲ့မိခွန်းနှစ်ခုဖြစ်ပါတယ်နံပါတ်1ကတော့ SCEF ဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့ကိစ္စပြီးတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ပြည်ထောင်စုနဲ့ပြည်နယ် Federal Unit များကြားအာဏာခွဲဝေကျင့်သုံးခြင်းနဲ့ division of competencies ပေါ့နော်အဲဒီကိစ္စဖြစ်ပါတယ်နှစ်ခုစလုံးကအင်မတန်မှအရေးကြီးတဲ့အချက်တွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တင်ပြလိုပါတယ်ကျွန်တော်တို့အနေနဲ့ SCEF ကိုစပြီးတော့ဖွဲ့လိုက်တာတော့2025အောက်ဂတ်စ်လမှာကျွန်တော်တို့ NUG အတွင်းမှာပေါ့နော်တိုင်ပြင်ပြီးတော့ဒီတော်လှန်ရေးကိုအစဉ်အဟုန်မြင့်နဲ့ကျွန်တော်ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်စီရီနဲ့နိုင်ငံရေးနှစ်ခုစလုံးပူးပေါင်းဆောင်ရွက်ဖို့အတွက်စပြီးတော့ initiative ယူပြီးတော့ဖွဲ့စည်းဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်
2025အာဂတ်လနေစပြီးတော့ကျူးစားတာဖြစ်ပေမဲ့ကျွန်တော်တို့ဒီနှစ်တွင်းမှာပဲ2026မတ်လမှာပဲကျွန်တော်တို့ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ SCEF ကကျွန်တော်တို့2026မတ်လမှာပဲကျွန်တော်တို့စပြီးတော့တရားဝင်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ SCEF နဲ့အခုကျွန်တော်တို့ after drafting process ဘယ်လိုဆက်ဆံမှုရှိတယ်လဲဆိုတော့မိခွန်ဖြစ်ပဲထင်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ after drafting ကတော့စောစောကကျွန်တော်တို့တမိုင်းကြောင်းလေးတင်ပြထားတဲ့အတိုင်းကျွန်တော်တို့စပြီးတော့လုပ်လိုက်တာ2022သို့တော့ချီနေမျိုးကြောင့်2024 September လမှာပဲကျွန်တော်တို့တရားဝင်ပြန်နေပြီးတော့လုပ်နိုင်တာဖြစ်တယ်ဆိုတော့ဒီ process ကတော်တော်လေးကြာမြင့်လာပြီးဖြစ်တဲ့ဖြတ်သန်းမှုတွေမှာကျွန်တော်တို့ဆောင်ရွက်တာဖြစ်တဲ့တွေ့ပေါ့နော်ဒါအခုထိတော့ကျွန်တော်တို့ဆက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်လို့ပြီးတော့ SCEF ထဲမှာလည်းပဲကျွန်တော်တို့အနေနဲ့စီးရေးနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကျွန်တော်တို့လုပ်တာရှိတယ်လို့နိုင်ငံရေးမှာလည်းပဲကန္တာလေးခုလောက်ထပ်ခွဲပြီးတော့အဲ့ဒီမှာကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ဟာဒီပါပါတယ်အဲ့ဒီပူးပေါင်းဆောင်ရွက်ရေးမှာ Federal ရေးရာကော်မတီတစ်ခုလည်းကျွန်တော်တို့ဖွဲ့စည်းထားပါတယ်ဆိုတော့အဲ့ဒီ Federal ရေးရာကော်မတီမှာကျွန်တော်တို့တိုင်ပင်ဆွေးနွေးပြီးတော့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတော့ after ကိုကျွန်တော်တို့ SCEF ကနေနဲ့ဘယ်လိုသဘောထားမလဲဆိုတဲ့ကိစ္စတွေကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့ဒီကိစ္စကျွန်တော်တို့အနေနဲ့မဆွေးနွေးသေးပါဘူးလို့ထူးထွေကြောင့်ကျွန်တော်တို့ကဖြစ်ပြီးသားဖြစ်နေစေဆက်လက်ပြီးတော့ဖြစ်တည်ဖို့လိုအပ်နေတဲ့ after drafting ကတော့ကျွန်တော်တို့တိုင်းပြီးကျွန်တော်တို့တော်လှန်ရေးလိုအပ်ချက်တွေကျွန်တော်တို့လုပ်တာဖြစ်တဲ့အတွက်ဒီတိုင်းကျွန်တော်တို့ဆက်ပြီးတော့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်ထူးထွေကြောင့်ကျွန်တော်တို့ SCE ရဲ့ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့ NUG က SCE ရဲ့ဖွဲ့စည်းမှာအခြေခံအင်အားစုတစ်ခုအနေနဲ့ပါတာဖြစ်တဲ့အတွက် SCE ရဲ့ဖွဲ့စည်းပြီးတဲ့နောက်ပိုင်း after မှာကျွန်တော်တို့ NUG နေနဲ့ပါတဲ့မပါတဲ့ဆိုတဲ့ကိစ္စကိုလည်းကျွန်တော်တို့တင်ပြဆွေးနွေးထားပါတယ် after မှာပါတဲ့ကုစလေတွေနေနဲ့ကျွန်တော်တို့ဘယ်လိုဆက်ပြီးတော့ပါမလားမပါဘူးလားဆိုတဲ့မိခွန်းတွေကျွန်တော်တို့မေးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့ NUG အစိုးရဖွဲ့သမရကြီးဝန်ကြီးချုပ်ကြီးတို့ရဲ့နိုင်ဝင်ချက်နဲ့ကြီးကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့ပါတဲ့တယ်လုံလေးစာလုပ်ငန်းကိုပြီးစီအောင်ဆောင်ရွက်တင်တယ်ဆိုတဲ့ခွင့်ပြုချက်နဲ့ကြီးကျွန်တော်တို့ဒီမှာပူပေါင်းဆောင်ရွက်တာဖြစ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တင်ပြလိုပါတယ်နောက်ဒုတိယတစ်ခုမိခွန်းတစ်ခုကတော့အခုပြည်နယ် Federal Unit အထူးသဖြင့်စကိုင်းကွေမန္တလေးနဲ့တချို့ပြည်နယ်ဥပမာ IEC တို့ပြီးတော့ Chinland Council တို့လူဟာမျိုးနဲ့ကျွန်တော်တို့အနေနဲ့ဒါ Division of Competencies ဆွေးနွေးတဲ့ကိစ္စပေါ့အဲ့ဒီပိုင်းမှာကျွန်တော်တို့ဒီကိစ္စကတော့ကျွန်တော်တို့နေတဲ့စနစ်တကျကျွန်တော်တို့ဆောင်ရွက်နိုင်တယ်လို့ပဲဖြစ်ကြပါရစေ။ဘာဖြစ်လို့လဲဆိုတော့ Division of Competencies ကိစ္စပြည်ထောင်စုနဲ့ပြည်နယ်ကြအာဏာခွဲဝေခြင်းဆိုတဲ့ကိစ္စတော့ကျွန်တော်တို့စောကကျွန်တော်ပြောထားသလို NUG ရဲ့မူကြမ်းထဲမှာလည်းအပြည့်စုံဖော်ပြခဲ့တယ်။အဲ့ဒီ NUG မှာဖော်ပြလိုက်တဲ့ခန်းတစ်ခုအနေနဲ့ဖော်ပြထားတာကိုလည်းခုကျွန်တော်တို့ after မှာလည်းပြည့်စုံဖော်ပြထားပါတယ်။ဒီဟာဒီကိုကျွန်တော်တို့အနေနဲ့ဟိုဘာခေါ်မလဲအခြေခံပြီးတော့ကျွန်တော်တို့ NUG တွင်မှာ3-4 လလောက်တိုင်ပြင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ပြည်နယ် Federal Unit တွေနဲ့အာဏာခွဲဝေကျင်းသုံးပြီးအာဏာနဲ့လုပ်ပိုင်ခွင့်တွေခွဲဝေကျင်းသုံးတဲ့အခါမှာဆောင်ရွက်နိုင်ဖို့တွေဒါတွေကိုပြန်ပြီးတော့ခြေခံပါတယ်ဆိုတော့ဒါတွေကိုခြေခံပြီးတော့ကျွန်တော်တို့အားလုံးစနစ်တကျလုပ်တယ်ပြီးတော့ကျွန်တော်တို့ NUG မှာရှိနေတော့ဝန်ကြီးဌာန12ခုကနေပြီးတော့ဘေးပိုင်းကိုကျွန်တော်တို့ပြည်ထောင်စုအစိုးရဖြစ်တဲ့ NUG ကဆက်လက်ပြီးတော့တာဝန်ယူဆောင်ရွက်မလဲဘေးပိုင်းကိုတော့ပြည်နယ် Federal Unit ကိုခွဲပေးမလဲဘေးပိုင်းကိုတော့ကျွန်တော်တို့ထပ်တူပြုအာဏာဖြစ်နေကျွန်တော်တို့လုပ်မလဲဆိုတဲ့ဟာကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့အနေနဲ့ထေးဝင်လုပ်တာဒီနှစ်ဇန်နဝါရီလလောက်ကနေပြီးတော့ဆောင်ရွက်တာခုတော်တော်များများပြီးနေပါပြီအောက်ချုပ်ရေးကဏ္ဍမှာတာဝန်နဲ့လုပ်ပိုင်ခွင့်တွေခွဲဝေတာတော်တော်လေးပြီးနေပါပြီပညာရေးကျန်းမာရေးလူသားစာနာဝန်ကြီးဌာနတွေအားလုံးရွှေ့ပြောင်းနေပါပြီပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့အခွန်နဲ့ဗန္ဒာကိစ္စမှာပဲတချို့နေရာမှာကျွန်တော်တို့အနေနဲ့ဟိုအပြောင်းလေးလေးတွေရှိတယ်ပြောင်းလေးလေးတွေရှိတော့ဆိုတာတော်လှန်ရေးကာလဖြစ်တဲ့အားလို့ဆိုကျွန်တော်တို့ထိန်ချုပ်တဲ့နေပင်ပြီးတော့ပြန်ပြီးတော့ထိန်ချုပ်လို့မရတော့တဲ့နေပင်စသည်ဖြင့်ပြောင်းလေးတွေလေရှိတတ်ပါတယ်ပြီးတော့ဒီခင်ကကျွန်တော်တို့ထိန်ချုပ်လို့မရသေးတာခုပြန်ပြီးတော့ထိန်ချုပ်လို့ရတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒီပုံမှာခွန်ဗန္ဒာကိစ္စနဲ့ပတ်သက်ပြီးတော့ခွေဝေမှုလေးတွေကတော့နည်းနည်းညှိနှိုင်းနေတာလေးဒီလေးရှိပါသေးတယ်တိုးတော့အခြေခံအားဖြင့်တော့ကျွန်တော်တို့အနေနဲ့ကောင်းမွန်စွာဆောင်ရွက်နေပါပြီလို့ကျွန်တော်ပြောချင်ပါတယ်
ဆိုတော့ဒီမှာကျွန်တော် NUG ရဲ့ Federal ပြည်ထောင်စုရဲ့ဝန်ကြီးဌာနတစ်ခုအနေနဲ့ဝန်ကြီးအနေနဲ့ထပ်ပြီးတော့ကျွန်တော်ပြောချင်တာခင်ကကျွန်တော်တို့ Federal ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ဟာကျွန်တော်တို့စာနဲ့ပေနဲ့ရေးတာဒီအခြေခံမှုတွေပေါ်ထုတ်တာပြီးတော့သူကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေတို့ Federal ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတို့ကြီးဆွဲတာကိုလည်းကျွန်တော်တို့ဆောင်ရွက်နေခဲ့တာရှိပါတယ်အခုကာလမှာကျွန်တော်တို့အခု Federal Unit တွေနဲ့ဟိုလှုပ်ဆောင်မှုတွေကြည့်မယ်ဆိုရင်အရှင်းသုံးရှင်းနဲ့ကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်နံပါတ်1ကအဲ့ဒီ Federal Unit တွေရဲ့ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဒါမှမဟုတ်အစီအမံတွေကြီးတယ်အဲ့ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဒါမှမဟုတ်အစီအမံနဲ့ပြည်နယ် Federal Unit တွေရဲ့အစိုးရတွေဖွဲ့စည်းတယ်အဲ့ဒီဖွဲ့စည်းထားတော့အစိုးရနဲ့ကျွန်တော်တို့ NUG အစိုးရကြားမှာကျွန်တော်တို့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေရွှေ့အပ်နေတာကိုကျွန်တော်တို့စနစ်တကျဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်စနစ်အရှင်းသုံးရှင်းနဲ့ပြီးပြင်မှာကျွန်တော်တကယ်အခိုင်အမာလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Federal ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းဟာကျွန်တော်တို့စိတ်ကူးရင်စာရွက်စာတမ်းပေါ်မှာပဲရေးတာမဟုတ်ဘဲနဲ့မြေပြင်မှာကျွန်တော်တို့အသက်နဲ့ချွေးနဲ့ရင်ပြီးတော့မှတော်လှန်ရေးနဲ့သူဆောင်ရွက်နေတာဖြစ်တဲ့အဲ့ဒီတို့ခိုင်မာမှုရှိတယ်ကျွန်တော်တို့တော်လှန်ရေးဘလုပ်ပေးကြကျွန်တော်တို့ဒီ Federal ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းကတော့ကျွန်တော်တို့လုံးဝရှော့မပေးဘဲနဲ့ဆက်လက်ဆောင်ရွက်ပြီးတော့ကောင်းထိပေါ်သွားမယ်ဆိုတာလေးတင်ပြချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့မိဝန်နေမြင်ပြီးတဲ့မီဒီယာတွေကိုကျေးဇူးတင်ပါတယ်အရင်ဆုံးပြောချင်တာကတော့ဒီကျွန်တော်တို့ရဲ့အပတာရေးဆွဲစီစဉ်မှာပေါ့နော်ဒီပထမအချိန်မူချမ်းဖြစ်မြောက်လာတဲ့အထိကို012ဖြစ်မြောက်လာတဲ့အထိကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ရေးဆွဲခဲ့တဲ့မှာဆိုလို့ရှိရင်အထူးတကွာပေါ့နော်လာပြီးတော့ဝင်ပြီးတော့နားထောင်တယ်လေ့လာတယ်ပြီးတော့ဖွဲ့စည်းကိုစားသူအကြံဉာဏ်တွေကိုလည်းပေးခဲ့ကြတဲ့ဖွဲ့စည်းတွေရှိပါတယ်CR page ကတော့ပထမတော့ကတော့ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲပါနောက်ကျတော့အကြောင်းကြောင်းပေါ့နော်သူကလေ့လာသူဖြစ်နေပြန်လဲပါဝင်လာခဲ့တယ်ပြီးရဲ့အခါကျတော့ CR page ပြင်ပေါ်မကွေးမန္တလေးနဲ့စကိုင်း Federal Unit ကခေါင်းဆောင်များလဲကျွန်တော်တို့ရဲ့ after meeting တွေမှာဝင်တက်ပြီးတော့သူတို့ရဲ့အကြံဉာဏ်တွေကိုကျွန်တော်တို့ပေးခဲ့ကြပါတယ်အဲ့အတွက်ကိုလည်းအမှန်တမ်းပဲကျေးဇူးတင်ကြောင်းကိုဒီနေ့ကနေပြီးတော့တခုတ်တရပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံကပြည်ထောင်စုလို့နာမည်ခံထားပြီးပဲဘယ်တော့မှပြည်ထောင်မစုခဲ့ပါဘူး။အဲ့လိုနေရာကနေပြီးတော့ຫນွေဦးဒေါ်လာကြီးမှာတော့ပြည်ထောင်စုတကယ်စစ်မှန်ဖြစ်ပေါ်လာဖို့အတွက်ကိုခြေလှမ်းတွေစနိုင်ခဲ့ကြပါတယ်။အဲ့လိုစတဲ့အခါမှာကျမတို့ကနှစ်ပေါင်းများစွာတည်တည်ချာချာစကားမပြောပြခဲ့ကြတဲ့အစုဖွဲ့တွေလူပုဂ္ဂိုလ်တွေခေါင်းဆောင်တွေကြားထဲမှာစကားပြောနိုင်တဲ့ခွင့်လန်းတွေပေါ်ပေါက်လာပြီးတဲ့အခါကျတော့ပုတ်တိုက်မှုတွေလည်းရှိတယ်ဆိုတာအားလုံးလည်းမြင်နေကြတော့ကျွန်တော်ဒါကိုမငြင်းခွင့်လို့ပါဘူး။ဒါပေမဲ့အဲ့ဒီကြားထဲရပဲကျွန်တော်တို့ကရှေ့ကိုဘလို့အတူတကွသွားကြမလဲဆိုတဲ့ညီလန်းတွေကိုရှာပြီးတော့သွားနေကြတယ်ဖြစ်တယ်ဆိုတာကိုလည်းညင်ဆုံးပြောချင်ပါတယ်။နောက်ခုနကတော့ဒီ AR Time ကသတင်းနဲ့ကလေးဆရာလေးမေးတယ်ပေါ့နော်တရုတ်ပြည်ကဆိုတဲ့အခါမှာကျမတို့နိုင်ငံမှာဆိုလို့ရှိရင်အခုတရုတ်နိုင်ငံရဲ့အခြေအနေကတော်တော်ကိုဝင်ရောက်ပြီးဆွတ်ဖက်နေရဆိုတာမျိုးကိုတွေ့ရပါတယ်ဒီ after နဲ့လုံးလုံးမသက်ဆိုင်ဘူးလို့ပြောလို့မရနိုင်တဲ့အခြေအနေတွေရှိပါတယ်အခုဆိုလို့ရှိရင်မြစ်ဆုံစီမံကိန်းကိုပြန်ဆတော့မယ်ဆိုတာကိုဒီစစ်အုပ်စုကပေါ့နော်ကြည်ကြည်လာလောင်ပြောနေကြတယ်အရင်တော့ကမြစ်ဆုံဆယ်စီမံကိန်းကိုကန့်ကွက်ခဲ့တဲ့ဆန့်ကျင်ခဲ့တဲ့သူတွေကအခုအာဏာပိုင်ဝိုင်းဝိုင်းကိုရောက်သွားတဲ့အခါမှာဒါကိုလုပ်လို့ရှိရင်တနိုင်ငံလုံးကောင်းချိုးရမယ်မီးလင်းမယ်စသဖြင့်ဒါမျိုးလည်းပြောနေကြတော့မြစ်ဆုံဆဲအရေးဆိုတာကမဟုတ်တဲ့နိုင်ငံလုံးရဲ့အရေးဖြစ်ပါတယ်ကချင်တစ်ခုရဲ့အရေးမဟုတ်ပါဘူးအဲ့တော့ဒီလိုကိစ္စမျိုးကိုလည်းတရုတ်ရဲ့ PR တွေမှာထိုင်လဲပါတာပေါ့နော်ပါတယ်ဆိုတဲ့အခါကျဒါကိုလည်းသတင်းမီဒီယာတွေကနေပြီးတော့ကြည်ကြည်ပြတ်ပြတ်အတန်ထုတ်ပေးနိုင်ကြဖို့လဲကျွန်မကမျှော်လင့်ပါတယ်မနေ့တနေ့ကပဲကျွန်တော်တို့ဒီကချင်ဒေသကအဖွဲ့အစည်းနဲ့စကားပြောပြတဲ့အခါမှာတို့ဒေသမှာတကယ်ကိုကြီးကြီးမားမားအခက်အခဲဖြစ်နေဆိုတဲ့အကြောင်းတွေကိုလည်းကြားရပါတယ်ဒါကကျွန်တော်တို့အားလုံးသူကဝိုင်းဝန်းပြီးတော့စတင်တိုက်ဖျက်ရမယ့်ကိစ္စဖြစ်ပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့တော်လိုင်းရေးပြီးမှလုပ်လို့ရမယ့်ကိစ္စတွေရှိတယ်လို့ဒီပြိုင်နေထဲမှာတော်လိုင်းမပြီးခင်မှာစီအိုစုကချင်းမြန်လက်မြန်နဲ့လှုပ်သွားလို့တနိုင်ငံလုံးထိခိုက်မဲ့ကိစ္စတွေလည်းအများကြီးရှိနေတာဖြစ်ပါတယ်ဒါလေးလည်းလက်ချက်ပြောချင်ပါတယ်နောက်တစ်ခုကတရုတ်ကကျွန်တော်တို့နိုင်ငံပေါ်မှာဖိအားတွေအများကြီးပေးနေတယ်ဆိုပေမဲ့လို့ကျေးဇူးတင်စရာကောင်းတာကတော့နိုင်ငံတကယ်အင်အားကြီးတဲ့နိုင်ငံကြီးတွေပေါ့နော်ဟိုရုရှားလက်ကလည်းလို့ရှိရင်ကျန်တဲ့အင်အားကြီးနိုင်ငံတွေကဒီစီအိုစုကိုတေချာအတိမတ်ပြုထားတာမရှိသေးပါဘူး UN ဆိုလည်းဒီထိုနီလက်ကောင်ပဲပေါ့နော်အာဆီယံဆိုလည်းမနေ့တနေ့ကမင်းအောင်လိုက်ဒီလာဟိုသွားတယ်သို့တော်လည်းပဲ
ကျန်တဲ့အာဆီယံတစ်စုံလုံးအနေနဲ့တော့ဒီစီအိုစုကိုတရားဝင်အစိုးရဖြစ်နေအတိမတ်ပြုလက်ခံဖို့ဆိုဟာခက်ခဲနေသေးဆိုတဲ့အချက်ကိုတော့ကျွန်တော်တို့တည်တည်ချာချာမြင်ကြရမှာဖြစ်ပါတယ်။နောက်ခုနကဒီကိုခက်နေမိသွားတာလို့ထင်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီပြည်နယ်တွေရဲ့ပေါ့နော်လုတ်ပန်ခွင့်ပုံမိသွားတာကြားလိုက်ပါတယ်။ကျွန်တော်ဒီ after ထဲမှာဆိုလို့ရှိရင်ပြည်နယ်တွေရဲ့လုတ်ပန်ခွင့်ခန်းကဏ္ဍနဲ့ပြည်ထောင်စုရဲ့လုတ်ပန်ခွင့်ခန်းကဏ္ဍတွေကိုတေချာတော့ထည့်ပြီးတော့ရေးဆွဲထားတာဖြစ်ပါတယ်။သို့တော်လည်းပဲအားလုံးသတိပြုမိကြမယ်ဖြစ်ပါတယ်။ဒါကျမတို့ရဲ့ကျွန်မမူချမ်းပဲဖြစ်ပါသေးတယ်။ဆိုတော့ဒါကိုပြန်ပြီးတော့ကျမတို့ revise and review လုပ်ရမှာတွေရှိတယ်။ပြီးတဲ့အခါကျဒီထဲမှာမပါဝင်သေးတဲ့အစုအဖွဲ့တွေကိုကျမတို့ကနေပြီးတော့ညီလာခံခေါ်ပြီးတဲ့အခါကျတော့သူတို့ရဲ့အကြံဉာဏ်တွေသဘောထားတွေရယူပြီးတော့ဒါတွေဘယ်လိုဖြည့်သွင်းမလဲဆိုတဲ့အဆင့်တွေလည်းရှိပါသေးတယ်။အဲ့တော့ဒီမှာထပ်ပြီးတော့ထပ်မှဖြည့်သွင်းပေါင်းဆက်တဲ့ကိစ္စတွေလည်းအများကြီးရှိလာနိုင်ပါအောင်မယ်ကျမတို့ရဲ့အခြေခံစဉ်းစားချက်ကခုနကကိုတိုးကျော်လည်းရှင်းပြသွားတယ်မှာပါတယ်လို့ပဲ Bottom Federalism ပေါ်မှာအခြေခံမယ်လို့ဖြစ်တဲ့ကြောင့်မလို့ပြည်နယ်ထဲမှာရှိတဲ့တရားစာသားတွေကအဲ့မှာရှိတဲ့ပြည်နယ်သူပြည်နယ်သားတွေအပိုင်းဖြစ်ပါတယ်အဲ့ဒေသမှာရှိတဲ့စီမံခန့်ခွဲအုပ်ချုပ်ရေးသူတို့ပြည်နယ်ကကိုစားပြုတဲ့ပြည်နယ်အစိုးရရဲ့အပိုင်းဖြစ်ပါတယ်အဲ့ဒီမှာတစ်စင်ဒီပြည်အောင်စုအစိုးရနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ကိစ္စတွေကိုကျမတို့ကအပေးယူအညှိနှိုင်းရှိနဲ့ဆက်လက်ပြီးတော့စီမံဆောင်ရွက်ကြမှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းထပ်မံဖြည့်ဆွဲပြီးပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟိုဆရာဆိုအမေတဲ့ tema လေးကျွန်တော်တို့ကြီးရွှေလိုက်တဲ့ခု zero draft နဲ့ကျွန်တော်တို့ PC လိုက်တဲ့ after မှာပေါ့နော်ပြည်နေတွေရဲ့ခန်းကဏ္ဍဘလူပါတယ်ဘလူအခွင့်အရေးမျိုးပေးတယ်လေဆိုတဲ့ဟာကျွန်တော်အနေနဲ့ကတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ရဲ့ခု after အခန်းတစ်ကတော့ Federal ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများဖြစ်ပါတယ်အဲ့ဒီအခြေခံမူထေးမှာကျွန်တော်တို့ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေရဲ့အခန်းကဏ္ဍကိုစနစ်တကျပေါ်ပြပြီးတော့အဲ့ဒီပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံးဟာနိုင်ငံကြီးရတန်တူဖြစ်ရမယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဆွေးပြဋ္ဌာန်းခွင့်ရှိရမယ်အဲ့ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီသက်ဆိုင်ရာပြည်နယ်အတွင်းမှာဒေသန္တရစုဝါတွေကိုစနစ်တကျပေါ်ဆောင်နိုင်ရမယ်အဲ့လိုပေါ်ဆောင်နိုင်တဲ့အပြင်ကိုကျွန်တော်တို့အာဏာ၃ရပ်ပေါ့နော်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်အာဏာတွေကိုစနစ်တကျကျင့်သုံးနိုင်ဖို့အတွက်စနစ်တကျကျင့်သုံးနိုင်ဖို့အတွက်ပေါ့နော်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့ညီဒါတွေကိုကျင့်သုံးနိုင်တယ်ဆိုတာကျွန်တော်တို့အခိုင်အမာပြဋ္ဌာန်းထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာတော့ဒါကျွန်တော်တို့ Federal Democracy Charter မှာပေါ်ပြလိုက်တဲ့အခြေခံမူတွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းနဲ့ပြန်လည်ပြီးတော့ပေါ်ပြနိုင်တာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ fundamental right ထဲမှာလည်းပဲဒီအခြေခံမူတွေအားလုံးကိုကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့ပေါ်ပြနိုင်တာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာအရေးကြီးတာခုနကတူတူတိုင်းပြောတဲ့ထဲမှာလည်းပါတဲ့တစ်ချက်ကကျွန်တော်တို့ဒီ after ကြီးဆွေးတဲ့ခါမှာကျွန်တော်တို့ရဲ့ချင်းကပ်မှုက bottom up federalism ချင်းကပ်မှုဆိုတာဖြစ်ပါတယ် bottom up ပြည်နယ်အကောင်းကြီးမှာပြည်ထောင်စုအကောင်းကြီးဆိုတဲ့ချင်းကပ်မှုဖြစ်ပါတယ်လို့ဆိုတော့အဲ့ဒီပြည်နယ်အကောင်းကြီးမှာပြည်ထောင်စုအကောင်းကြီးဆိုတဲ့ bottom up federalism ကိုကျွန်တော်တို့ခုကမှာအတိတ်ပဲဖွင့်ဆိုချက်တွေအမျိုးမျိုးမှားယွင်းနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီမှာကျွန်တော်အနေနဲ့စင်စင်လင်းလင်းတင်ပြချင်တာ bottom up federalism ရဲ့အခြေခံမူ၃ခုဟာကျွန်တော်တို့ charter မှာ2021 March လကတည်းကပေါ်ပြထားခဲ့ပြီးသားဖြစ်ပါတယ်အဲ့ဒီအခြေခံမူ၃ချက်ကနံပါတ်1ကဘာလဲဆိုတော့အချုပ်အခြာအာဏာဆိုတာပေါ့နော်ပြည်ထောင်စုနဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကပူးတွဲပြီးတော့ပိုင်ဆိုင်တာဖြစ်တယ်ဆိုတဲ့ချက်ဖြစ်ပါတယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့ကဒီအချုပ်အခြာအာဏာကိုအတိတ်ပဲဖွင့်ဆိုထားတာဖြစ်ပါတယ်အချုပ်အခြာအာဏာဒီပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနဲ့ရင်းပြည်နယ်များအတွင်းရှိပြည်သူလူထုထံမှာရှင်းသက်တယ်ဆိုတာဖြစ်ပါတယ်ပြီးတော့ဒုတိယတစ်ချက်ကတော့ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံးဟာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်ဆိုတဲ့ချက်ဖြစ်ပါတယ်နံပါတ်3ချက်တစ်ချက်ကပြည်ထောင်စုနဲ့ပြည်နယ်ကြားမှာခုနမိစမမေရမေခွန်ပါပဲပြည်ထောင်စုနဲ့ပြည်နယ်များကြားမှာအာဏာခွဲဝေကျင့်သုံးပိုင်ခွင့်ရှိရမယ်ဆိုတဲ့အဲ့ဒီချက်3ချက်ဖြစ်ပါတယ်အဲ့ဒီချက်3ချက်ထဲမှာကျွန်တော်တို့ပြည်ထောင်စုနဲ့ပြည်နယ်ကြားအာဏာခွဲဝေကျင့်သုံးတဲ့အခါမှာဘာတွေလိုက်နာရမလဲဆိုတဲ့အချက်3ချက်ကျွန်တော်တို့ထပ်ပြီးတော့ဖော်ပြလိုက်ပါတယ်အဲ့ဒီထဲမှာ subsidiary principle ပြည်သူလူထုနဲ့အနိကဆုံးဆိုရကိုကျွန်တော်တို့အားပေးရမယ်ဆိုတဲ့ subsidiary principle ပါတယ်ပြီးတော့ proportionality
ဆိုတဲ့ principle ပါပါတယ်ဘန်ဒါရင်နဲ့ခွန်ဘန်ဒါတွေခွဲဝေကျင့်သုံးတဲ့အခါမှာကျွန်တော်တို့အနေနဲ့အထူးချက်စနစ်ကိုကျင့်သုံးမယ် proportionality ကိုကျင့်သုံးမယ်ကျွန်တော်တို့ကျင့်သုံးမဲ့ federal စနစ်ကတော့ symmetry federalism လို့ခေါ်တဲ့အထူးတူ federal စနစ်ဖြစ်ပါတယ်တိုးတော့ကျွန်တော်တို့ဘန်ဒါဝင်နဲ့တရားညာတတွေခွဲဝေကျင့်သုံးတဲ့ခါမှာတော့အချိုးတူနဲ့သွားလို့မရဘူးအချိုးကျနဲ့သွားရမယ်ဆိုတဲ့ဟာဖြစ်ပါတယ်ပြီးတော့တတိယတစ်ချက်ကတော့ကျွန်တော်တို့ထူထောင်မဲ့ federal ပြည်ထောင်စုကအချင်းချင်းအားပြိုင်တဲ့ competitive federalism မဟုတ်ရဘူးကျွန်တော်တို့အချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့ cooperative federalism ဖြစ်ရမယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ solidarity ကိုကျွန်တော်တို့အခြေခံမှုဖြစ်နေကျင့်သုံးရမယ်ဆိုတဲ့အဲ့ဒီ bottom up federalism ကိုလည်းကျွန်တော်တို့ဖော်ပြထားတာဖြစ်ပါတယ်ထို့အတွက်ကြောင့်ဒါကျွန်တော်တို့ပြည်နယ် federal unit တွေရဲ့ခန့်ကဏ္ဍကိုအလေးအနက်ထားပြီးတော့ဖော်ပြလိုက်ဆိုတာကျွန်တော်နံပါတ်1အနေနဲ့ဖော်ပြချင်တယ်တိုးတော့အဲ့လိုကျွန်တော်တို့ bottom up federalism လို့ကျွန်တော်တို့ပြောတဲ့ခါကျတော့တချို့ကပြည်နယ်တွေအားကောင်းကြီးကိုပဲစဉ်းစားသလားဆိုတဲ့မိခွန်းလဲလာပါတယ်မဟုတ်ပါဘူးကျွန်တော်တို့ပြည်ထောင်စုကိုထိုးထောင် federal စနစ်နဲ့ပြည်ထောင်စုကိုထူထောင်နေဆိုရင်တော့ကိုပိုင်အုပ်ချုပ်ခြင်းနဲ့စုပေါင်း၍အတူတကွအုပ်ချုပ်ခြင်းဆိုတဲ့ self rule နဲ့ share rule ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်ဆိုတော့ self rule မှာတော့ကိုပိုင် bottom up federalism မှာအဲ့ဒီကိုပိုင်အုပ်ချုပ်ခြင်းကိုအားကောင်းအောင်လုပ်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပြည်ထောင်စုတိုင်းတာနဲ့ share rule ကိုပြည်ထောင်စုအားကောင်းကြီးကိုလေကျွန်တော်တို့အနေနဲ့ဒီမူပေါင်းတွင် federal principle အတွင်းမှာပဲ share rule တိုင်းကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်အတူတကွစုပေါင်းအုပ်ချုပ်ခြင်းပြည်ထောင်စုဆိုတာမိသည့်လူမျိုးကမှပိုင်ဆိုင်တာမဟုတ်ဘူးမိသည့်ပြည်နယ်ကမှပိုင်ဆိုင်တာမဟုတ်ဘူးကျွန်တော်တို့အားလုံးအတူတကွစုပေါင်းပြီးတော့ပိုင်ဆိုင်တာဖြစ်တယ်အတူတကွစုပေါင်းပြီးတော့အုပ်ချုပ်ရမှာဖြစ်တယ်အတူတကွစုပေါင်းပြီးတော့စီမံခန့်ခွဲရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီနှစ်ခုတွင်းမှာကျွန်တော်တို့ပြည်ထောင်စုနဲ့ပြည်နယ်များကြားမှာ balance ကောင်းကောင်းထားရမယ်ဆိုတဲ့ဟာဖြစ်ပါတယ်အဲ့လို balance ထားနိုင်ဖို့အတွက်အဓိကအခြေခံကြဆုံးကတော့ဒီပြည်ထောင်စုနဲ့ပြည်နယ်ကြားမှာကျွန်တော်တို့အာဏာတွေဘယ်လိုခွဲလို့ရမလဲဘယ်လိုကျင့်သုံးရမလဲဆိုတဲ့ဟာဖြစ်ပါတယ်အဲ့ဒါလေစောစောကကျွန်တော်ပြောသလိုပဲစိတ်ကူးရင်ပြီးတော့ကျွန်တော်တို့ theory ထောက်တာမဟုတ်ဘူးမေပြင်မှာစပြီးတော့ကျွန်တော်တို့ကျင့်သုံးနေပြီစကျင့်သုံးတဲ့ခါကျတော့ကျွန်တော်တို့မှာစင်ခုံမှုတွေအများကြီးရှိတယ်အခက်ခဲတွေအများကြီးရှိတယ်နိပညာအားနည်းချက်တွေရှိတယ်တိုးတော့ကျွန်တော်တို့အနေနဲ့လုံရင်းကန်ရင်ဒေါ်လာရင်းနဲ့ပဲကျွန်တော်တို့ဒါကိုအကောင့်ထေပေါ်ဆောင်ရွက်သွားမယ်ဆိုတာလေးကျွန်တော်တင်ပြဆွေးနွေးလိုပါတယ်ကျေးဇူးပါဟုတ်အစီအစဉ်ရပါတော့ကျွန်တော်တို့အချိန်တော့နည်းငယ်ကြံပါသေးတယ်အဲ့အတွက်ကြောင့်မလို့round 2အနေနဲ့ပေါ့နော်တက်ရောက်လာတဲ့မီဒီယာများမှနောက်ထပ်မေးခွန်း3ခုထပ်မံမေးမြန်းခွင့်ရမှာဖြစ်ပါတယ်မေးခွန်းမေးမြန်းနိုင်ပါရဲ့မီဒီယာတက်ရောက်လာသောမီဒီယာများကိုသတင်းမီဒီယာများကိုဖိတ်ကြားအပ်ပါတယ်ဗျဒီ stakeholder consultation ကိုအချိန်ဘယ်လောက်ယူပြီးတော့ဆက်လုပ်သွားဖို့ရှိလဲပေါ့နော်အဲ့ဒီထက်မှာဘယ်လို process တွေပါမလဲပေါ့နော်နောက်တစ်ခုကအခုအနေနဲ့ဒီ MEC ဘက်မှာလည်း after တစ်ခုရှိတယ်ဒီဘက် NUCC ကလည်း after တစ်ခုရှိနေတယ်ဆိုတော့ဒီပြီးခဲ့တဲ့အောက်တိုဘာအထိလည်း MEC အနေနဲ့ဒီခုနပြောသွားပုံရဆိုရင်တခါနဲ့အတူတူအလုပ်တွေလုပ်ခဲ့ကြတာဆိုတော့ MEC ရဲ့ after နဲ့ NUCC ရဲ့ after ကြားထဲမှာကွဲလွဲချက်တွေကပါလဲပေါ့နော်အဲ့ဒါကိုအကုန်လုံးညှိနှိုင်းနိုင်ဖို့အတွက်အဓိကစိန်ခေါ်ချက်ကဘာတွေဖြစ်မလဲပေါ့အဲ့ဒါလေးနေကြပါတယ်ဟောကျေးဇူးပါဟုတ်ကျွန်တော်တို့နောက်ထပ်လက်ထောင်ထားတဲ့မီဒီယာလည်းရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆက်ပြီးတော့ဖိတ်ခေါ်လိုက်ပါမယ်ဇော်မိုးလွင်ခေတ်သစ်မီဒီယာဖြစ်ပါတယ်ဟုတ်မေးမြန်းလို့ရပါပြီဗျဟုတ်ကျွန်တော်မေးချင်တာကလေအခုဒီ zero drug တွေဟိုဒီ after ရေးဆွဲလုပ်ပြီးပြီဆိုတော့လေဒီထဲမှာရခိုင်ပေါ့ AA နဲ့ပတ်သက်ပြီးမှထုတ်ပေါ်ပြောဆိုထားတာမရှိတော့သူတို့နဲ့ပတ်သက်ပြီးမှဘယ်လိုမျိုးဆွေးနွေးချက်တွေရှိတယ်လဲပြီးလို့ရှိရင်ရခိုင်ပြည်နယ်ဆိုရင်သူတို့ကကြတော့အခုဆိုရင်လားကိုပိုင်အနေထားလည်းဖြစ်နေပြီဆိုတော့ဒီအရေးနဲ့ပတ်သက်ပြီးမှရှစ်ဆက်ပြီးမှဘယ်လိုတကယ်လို့ဆွေးနွေးထားမရှိဆိုလည်းရှစ်ဆက်ပြီးဘယ်လိုမျိုးလှုပ်ဆောင်သွားဖို့ရှိတယ်လဲဆိုတော့သိချင်ပါတယ်ဗျအဲ့ဒီအချက်လေးတစ်ခုပါပဲဟုတ်ကျေးဇူးပါမေးခွန်းကတော့2ခုရှိပါပြီကျွန်တော်တို့နောက်ထပ်တစ်ခုတော့မေးမြန်းလို့ရပါဦးမယ်မေးမြန်းဖို့ရှိအောင်မယ်ဆိုလို့ရှိရင် online ရပဲဖြစ်ဖြစ် in person ရပဲဖြစ်ဖြစ်လက်ထောင်ပြီးတော့မေးခွန်းမေးမြန်းနိုင်ပါတယ်ခင်ဗျဟုတ်မေးခွန်းမေးမြန်းဖို့ရှိပါအောင်လားခင်ဗျဟုတ်မေးခွန်းမေးမြန်းဖို့မရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ခေါင်းဆောင်များကိုပြန်လည်ဖြေကြားနိုင်ဖို့အလဲပြန်ပေးခြင်းပါတယ်ဗျဟုတ်
ဟုတ်ကဲ့ပါဟုတ်ကဲ့ online ကမေးပေးတဲ့ဆရာများလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမမေးခွန်းကတော့ stakeholder consultation နဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းဖြစ်ပါတယ်stakeholders consultation ကအချိန်ဘယ်လောက်ယူမလဲဘယ်လို process နဲ့သွားမလဲဆိုတဲ့ဟာဖြစ်တယ်ကျွန်တော်တို့အခုပထမဆုံးစတင်ပြီးတော့ဆောင်ရွက်ကြရမှာကတော့ဒီ MEC နဲ့ကျွန်တော်တို့တွေ့ဆုံညှိနှိုင်းနိုင်ဖို့ဖြစ်ပါတယ်အဲ့ဒါကိုအခုစတင်ဆောင်ရွက်နေပြီးအပြန်အလှန်ပေါ့ကျွန်တော်တို့တွေ့နိုင်ပြုနိုင်ဖို့ပေါ့နော်တွေ့နိုင်ကြဖို့ MEC နဲ့တွေ့ကြဖို့ဆိုတဲ့ဟာကိုကျွန်တော်တို့စကားအားဖြင့်စတင်ဆွေးနွေးနေပြီးဖြစ်ပါတယ်စတင်ဆွေးနွေးနေပြီးတော့ MEC ဘက်ကအကြောင်းပြန်ချက်ရတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမကြခင်အတွင်းမှာ MEC နဲ့အရင်တွေ့ဆုံညှိနှိုင်းဖို့ဖြစ်ပါမယ်ခုနဒါကတော့ပြီးတော့မှ MEC နဲ့တွေ့ပြီးတဲ့အခါကျတော့မှကျွန်တော်တို့ဒီ review and revise လုပ်မှာဖြစ်ပါတယ် review and revise က2ကြိမ်လောက်လုပ်ရအောင်မှာဖြစ်တော့ stakeholders consultation က2026နောက်ပိုင်းလောက်မှာကျွန်တော်တို့စတင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်အဲ့ဒါကပထမမေးခွန်းကိုဖြေကြားမှုဖြစ်ပါတော့ MEC နဲ့ MEC ရဲ့ after နဲ့ဘာတွေအဓိကကွဲလွဲနိုင်တယ်လဲပေါ့အဓိကစိန်ခေါ်ချက်ကဘာတွေလဲပေါ့အဲ့ဒါကကျွန်တော်တို့ဒီပြီးခဲ့တဲ့အောက်တိုဘာလအထိကျွန်တော်တို့တခန်းနဲ့အတူတူထိုင်ခဲ့ကြတယ်လို့ပြောခဲ့တာရှိပါတယ်တချို့ကွဲလွဲမှုလေးတွေရှိပါတယ်အထူးသဖြင့်ကာကွယ်ရေးလုံခြုံရေးဆိုင်ရာကိစ္စများနဲ့နိုင်ငံခြားရေးဆိုင်ရာကိစ္စများဖြစ်ပါတယ်အဲ့တော့အဓိကကွဲလွဲမှုက3ခုလောက်ရှိနိုင်ပါတယ်ပထမတစ်ခုကတော့တွင်ကူးပြောင်းရေးကာလအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်နိုင်တာဖြစ်ပါတယ်အဲ့တော့တွင်ကူးပြောင်းရေးကာလကိုဘယ်လိုအဓိပ္ပာယ်သတ်မှတ်တယ်လဲဆိုတဲ့အပေါ်မှာကွဲလွဲချက်အမြင်သဘောထားကွဲလွဲမှုတစ်စုံတရာရှိနိုင်တယ်ပြီးတော့ကာကွယ်ရေးလုံခြုံရေးတပ်များကိစ္စမှာလည်းပဲဥပမာကာကွယ်ရေးဝန်ကြီးဌာနထားမှလားမထားဘူးလားဆိုတာမျိုးနောက်နိုင်ငံခြားရေးနဲ့နိုင်ငံတကာဆက်ဆံရေးကိစ္စများမှာလည်းနိုင်ငံခြားရေးဝန်ကြီးဌာနထားမှလားမထားဘူးလားဆိုတဲ့ဟာမျိုးဒါတွေကအဓိကကွဲလွဲချက်ဖြစ်လာနိုင်ဖို့ရှိပါတယ်ဒါတွေကကျွန်တော်တို့တွေ့ဆုံညှိနှိုင်းတဲ့အခါကြာမှာပဲတည်တည်ချာချာနှစ်ဖက်ပြန်ပြီးတော့ညှိနှိုင်းကြရမယ့်ကိစ္စတွေဖြစ်တဲ့အတွက်ကြိုတင်ပြီးတဲ့အခါကျွန်တော်တို့ဘာမှကြိုတင်ပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးအများကြီးမပြောလို့ပါဘူးအဲ့တော့အဓိကကွဲလွဲမှု3ခုရှိနိုင်ပါတယ်နံပါတ်1တွင်ကူးပြောင်းရေးကာလအဓိပ္ပာယ်ဖွင့်ဆိုချက်နံပါတ်2ကာကွယ်ရေးဝန်ကြီးဌာနထားသင့်သလားမထားသင့်ဘူးလားနံပါတ်3နိုင်ငံခြားရေးဝန်ကြီးဌာနထားသင့်သလားမထားသင့်ဘူးလားဒီကိစ္စတွေအဓိကဖြစ်ပါလိမ့်မယ်နောက်ခုနဒုတိယမေခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ AA အာရခတပ်တော်နဲ့ပတ်သက်ပြီးတော့၎င်းရခိုင်နဲ့ပတ်သက်ပြီးတော့၎င်းဒီ after မှာဘာလို့စဉ်းစားထားသလဲ after မှာဘာလို့ထည့်သွင်းဖော်ပြထားလဲဆိုတော့အဲ့ဒီလို after ကဒီ Federal တွင်ကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေမှာကျွန်တော်တို့အစုအဖွဲ့တစ်ခုအဖြစ်တော်၎င်းပြည်နယ်တစ်ခုအဖြစ်တော်၎င်းတည်ကြားဖော်ပြချက်မပါရှိပါဘူးဘယ်ပြည်နယ်ဘယ်အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့မှတည်ကြားဖော်ပြတဲ့ဖော်ပြချက်မပါရှိပါဘူးတိုးတော့တေချာတာကတော့ဒီ stakeholders consultation process မှာရခိုင်နဲ့အာရခတပ်တော်ကိုကျင်းသေးပေါက်ကျွန်တော်တို့ထည့်သွင်းကြရမှာဖြစ်ပါတယ်ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့ရေးဆွဲနေကြတဲ့လုပ်ငန်းစဉ်တွေမှာလည်းပဲကျွန်တော်တို့ကိုဖိတ်ကြားပါတယ်ဖိတ်ကြားမှုတိုင်းမှာလည်းပဲကျွန်တော်တို့ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အခန်း20ပါတယ်ပေါ့စသည်ဖြင့်เนาะဒီလိုမျိုးကျွန်တော်တို့ပါဝင်ပြီးတော့တက်ရောက်ပါတယ်ပါဝင်ပြီးတက်ကြွလဲကျွန်တော်တို့ဆွေးနွေးအကြံပြုပေးတာမျိုးမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီအနေနဲ့လှုပ်ဆောင်ပါတယ်အဲ့တော့ဒီလိုမျိုးရခိုင်ပြည်ထောင်ဖွဲ့စည်းပုံနဲ့ဆက်ဆက်ပြီးတော့လည်းပဲကျွန်တော်တို့ဘက်ကအကြံပြုချက်တွေတောက်လျှောက်ကျွန်တော်တို့တက်ရောက်ပြီးတော့လုပ်ပေးနေတာရှိသလိုတစ်ချိန်ကျရင်အာရခတပ်တော်အနေနဲ့ရောရခိုင်ပြည်ဒီဖွဲ့စည်းပုံရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေအခုပြင်ဆင်ရေးဆွဲနေကြတဲ့အစုအဖွဲ့တွေနဲ့ရောဒီ stakeholders consultation မှာတော့ဒီ Federal တွင်ကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာကြည်ကြည်လဲလဲတွေ့ဆုံညှိနှိုင်းသွားမှာဖြစ်တယ်ဆိုတာတော့ပြောနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် Hello โอเคကျေးဇူးပါ ဟုတ်ကဲ့နည်းနည်းလေးဖြည့်ဆွက်ပြီးတော့ပြောချင်တာပါဆိုတော့အခု
မိဘမိပြတဲ့ဆရာကတော့ဒီအေးတို့နောက်ရခိုင်ပြီးတော့ရခိုင်တို့ဘာလို့ပတ်သက်ပြီးတော့မေးတာပေါ့နော်ဆိုတဲ့အခါကျတော့ဒီကျမတို့ဒီ after ကိုရေးဆွဲတဲ့အခါမှာဒီမှာပါဝင်တဲ့အစုအဖွဲ့တွေကနေပြီးတော့ပြည်တော်စုတက်ကိုရည်ရွယ်ပြီးတော့ရေးထားတာဖြစ်ပါတယ်တစုတစ်ဖွဲ့အမျိုးသားတစ်ခုလေးအတွက်ကိုတော့ရည်ရွယ်ပြီးရေးထားတာဟုတ်မနေပါဘူးဒါပေမဲ့ဒီထဲမှာပေါ်ပြထားတဲ့အချက်လက်တွေကဒီမှာအတူတူပါဝင်ပြီးတော့ရေးဆွဲနေကြတဲ့အစုအဖွဲ့များရဲ့အဆိုပြုချက်စဉ်းစားချက်ပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ကဒီဟာကိုဓမ္မမူကြမ်းဖြင့်ရရှိလာတဲ့အခါမှာခုနကပြောခဲ့တဲ့ consultation process တွေကိုကျွန်တော်တို့ထပ်မံပြီးတော့လုပ်ဖို့မှလည်းဖြစ်ပါတယ်တခြားအစုအဖွဲ့ကြီးများတခြားအစုအဖွဲ့များပေါ့နော်မြို့သားများရဲ့အကြံဉာဏ်တွေကိုလည်းကျမတို့ကရယူပြီးတော့ဒီထဲမှာဘယ်လိုမျိုးထည့်သွင်းပေါင်းစပ်ရမလို့ဆိုတဲ့ကိစ္စကိုလည်းဆက်လက်ပြီးတော့ဆောင်ရွက်ကြအောင်မှာဖြစ်ပါတယ်ဒါလေးကိုလည်းဖြည့်ဆွတ်ပြီးပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် Hello ကျွန်တော်ဖြည့်ဆွတ်ပြီးမေးလို့ရအောင်မလားခင်ဗျာဟုတ်ကဲ့ခုနကမေးခွန်းနဲ့ကိုကျွန်တော်ပဏောင်းလို့ပြီးလိုက်တဲ့မေးခွန်းနဲ့ကိုဆက်ဆက်မှုရှိပါတယ်ခင်ဗျာဘာလဲဆိုတော့ခုနကပြောအလုံးပါဝင်ရေးဆိုတဲ့ကိစ္စရဲ့မှာခုနရခိုင်တပူလေးကိုပဲကြီးညိုပြောရတာတွေ့တယ်ခင်ဗျာကျွန်တော်တရုတ်ပြည်အားကိုအဓိကကြုံပြီးရင်ဆိုင်နေရတဲ့ရှမ်းမြောက်ညီနောင်အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားရတဲ့ဆိုတာလေးပါထည့်သွင်းပြောပြပါဦးခင်ဗျာအဲ့ဒါသိလို့ပါတယ် ရှေ့အောင်လားမေးပါ ဟုတ်မေကုန်းရှိကြအောင်လားမသိနော် online ကရော in person ကdelay media များအနေနဲ့ရှိရဆိုရင်တော့ကျွန်တော်တို့ပေါင်းဖြည့်လိုက်ဖို့ပေါ့နော်အကယ်၍မရှိတော့ဘူးဆိုရင်တော့ဒီမေကုန်းလေးကိုကောင်းဆောင်များပြန်လည်ဖြည့်ချလို့ရပါပြီခင်ဗျာဟုတ်ကဲ့ပါတရုတ်ဖိအားနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကပထမအချိန်မေကွန်မေးစဉ်တော့ကျွန်တော်အများကြီးမပြောလိုက်တာဖြစ်တယ်ကျွန်တော်တို့ဒီတရုတ်ရဲ့မြန်မာရေးမှာပေါ့နော်မြန်မာအရေးမှာတရုတ်ရဲ့ဒီဂျာဝင်ဆွတ်ဖက်နေမှုတွေနောက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာရေးညီတော်နောင်တော်တွေဖွဲ့စည်းတွေပေါ်မှာဒီဖိအားအတင်းကျပ်ဖိအားပေးပြီးတော့တိုက်တာတွေရက်ပြီးရင်မင်းတို့နေပြီးတော့သာသွားကြဆိုတဲ့ဟာမျိုးတွေတရုတ်ကတောက်လျှောက်လုပ်နေတာကျွန်တော်တို့သိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဒီမဟာဗျူဟာကြကျွန်တော်တို့ဘယ်လိုချင်းကပ်နိုင်မလဲဆိုတော့နီလန်းတွေကိုလည်းပဲဆွေးနွေးနေတာတော့ရှိပါတယ်မဟာဗျူဟာကြဘယ်လိုချင်းကပ်နိုင်မလဲဆိုတာနံပါတ်1ကတော့တရုတ်ကိုကျွန်တော်တို့ခပ်ချမ်းတွေးရင်ပေါ့ဗျာနော်ခပ်ချမ်းတွေးရင်ကျွန်တော်တို့ကတရုတ်ကိုမှန်တာပြောရင်ကျွန်တော်တို့ကသင်္ကန်းလာပေးကြတာဒါတော့တဲပြောတာနော်တရုတ်ကိုကျွန်တော်တို့နည်းနည်းဆုံးမလိုက်ချင်တာပေါ့ဒါပေမဲ့အဲ့ဒီလိုမျိုးမရအောင်အဲ့ဒီလိုကျွန်တော်တို့စဉ်းစားလို့မရအောင်စိတ်လိုက်မှန်ပါပေါ့တနည်းအားဖြင့်ပြောရင်စိတ်လိုက်မှန်ပါစဉ်းစားလိုက်ရင်ကျွန်တော်တို့ဘက်ကဆိုးကျိုးပုံများမယ်အဲ့တော့စိတ်လိုက်မှန်ပါစဉ်းစားလို့သူ့ကိုကျွန်တော်တို့ကသွားပြီးတော့နေရွက်ဇရွေးဆွတ်တဲ့ဟာမျိုးသွားလုပ်လို့မရအောင်အဲ့ဒါမျိုးဆိုရင်သူကစစ်တပ်ဘက်ကိုပို့ပြီးတော့ပုံအောပြီးရက်လိုက်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့အထိနာနိုင်တယ်ဒါရှမ်းမြောက်ညီနောင်တွေကနေပြီးတော့ရရှိထားတဲ့သင်ခန်းစာတစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်အဲ့တော့အကုန်လုံးဖြတ်တောက်မှုတွေပိတ်ဆို့မှုတွေအကုန်လုံးလှုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီရှမ်းမြောက်မှာရှိတဲ့တော်လှန်ရေးညီနောင်တွေမကဘူးရှမ်းမြောက်မှာရှိတဲ့ဒေသခံပြည်သူတွေပါရင်ဆိုင်ရတဲ့အကျိုးဆက်တွေကတော်တော်လေးကြီးမားနိုင်တယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ကတရုတ်နဲ့ပတ်သက်ပြီးစဉ်းစားတဲ့အခါစိတ်လိုက်မှန်ပါစဉ်းစားတာမျိုးထက်စာရင်မဟာဗျူဟာမြောက်ချင်းကပ်ဖို့ဆိုပြီးတော့ကျွန်တော်တို့စဉ်းစားကြရတယ်အဲ့တော့ရခိုင်တော့ကဆက်ဆံမှုတချို့ရှိခဲ့တယ်တိုက်ရိုက်ဆက်ဆံတဲ့ဆက်ဆံမှုမျိုးရှိခဲ့တယ်အဲ့တော့ဒီဘက်နောက်ပိုင်းမှာတော့အဲ့မှတ်ရပြောရရင်132ခွန်နောက်ပိုင်းပေါ့နော်132ခွန်အထိကျွန်တော်တို့ဆက်ဆံမှုမျိုးတွေရှိခဲ့ကြပါသေးတယ်အဲ့တော့132ခွန်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကိုတရုတ်ဘက်ကသတိပေးခဲ့တာတွေရှိခဲ့ပါတယ်အဲဒီဘက်နောက်ပိုင်းတော့မရှိသလောက်ဖြစ်သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့မှာပြီးတော့မြောက်ချင်းကပ်မှုမှာအဓိကဘာကိုကျွန်တော်တို့စဉ်းစားရမှာလဲဆိုတော့မင်းအွန်လိုင်းဟာပြည်သူလူထုရဲ့ထောက်ခံမှုရောပြည်သူလူထုရဲ့ယုံကြည်မှုရောရထားတဲ့လူတော့မဟုတ်ဘူးအဲ့တော့နောက်တစ်ခါတကယ်တရုတ်ကလိုချင်တဲ့
နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုကိုလည်းအာမခံနိုင်တဲ့လူမျိုးမဟုတ်ဘူးသူရှိနေတဲ့၍နိုင်ငံအတွင်းမှာဒီလိုပဲမတည်ငြိမ်မှုတွေဒီလိုပဲမငြိမ်းချမ်းတဲ့အနေအထားတွေဖြစ်နေလိမ့်မယ်အဲ့တော့နိုင်ငံအတွင်းမှာမတည်ငြိမ်မှုတွေမအေးချမ်းမှုတွေမလုံခြုံမှုတွေရဲ့စတင်မြစ်ဖျားခံရသည်2021အာဏာသိမ်းမှုကြောင့်ဖြစ်တယ်အဲ့ဒီလိုမျိုးကိုကျွန်တော်တို့ကနိုင်ငံရေးအရတရုတ်ကိုကျွန်တော်တို့လက်ခံလာအောင်နားဝင်လာအောင်တော်တော့ပြောရမယ်ဒါကတပိုင်းပြန်ကြည့်လေကျွန်တော်တို့နိုင်ငံမှာ15နဲ့20ကြားမှာကျွန်တော်တို့ဘာပဲပြောเนาะ15နဲ့20ကြားမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ပေါ့ဗျာအားလုံးကောင်းပါသည်လို့တော့ဟုတ်ချင်မှဟုတ်မယ်တိုးတော့2015နဲ့20ကြားမှာကျွန်တော်တို့နိုင်ငံမှာအခြေအနေတွေလမ်းစလေးတွေအခြေအနေကောင်းလေးတွေစပြီးတော့ရှိလာအဲ့ဒီလိုမျိုးကနေပြီးတော့ဒီလိုအခြေအနေတွေရောက်တာဟာအာဏာသိမ်းလို့ဖြစ်တာဆိုတဲ့ဟာကိုကျွန်တော်တို့တည်တည်ချာချာခိုင်ခိုင်မာမာပြောရမယ်။နောက်မင်းအွန်လိုင်းဟာတကယ်တော့ဘာအာမခံခြင်းမှမပေးနိုင်ဘူး။သူကိုယ်၌လည်းပဲယုံကြည်မှုထောက်ခံမှုရနေတဲ့သူမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ဖက်ကပြောရမယ်။ဒါပေမဲ့အဲ့ဒါကတစ်ဖက်ကပြောတဲ့ဟာမျိုးပဲဖြစ်နေသေးတယ်။တစ်ဖက်ကကျွန်တော်တို့ကတရုတ်ကိုကျွန်တော်တို့ကိုယ်တိုင်ကရောကျွန်တော်တို့ကိုယုံကြည်လက်ခံလာအောင်ကျွန်တော်တို့ကိုယ်တိုင်ကရောဘာပြောမလဲဆိုတဲ့တပိုင်းပေါ့เนาะတရုတ်ကိုကျွန်တော်တို့ဘယ်လို convince လုပ်မလဲတော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ကိုစားကျွန်တော်တို့ကိုတရုတ်ကဘာမျက်လုံးနဲ့ပဲကြည်လဲဆိုတော့ဒါအနောက်အုပ်စုနဲ့ပတ်သက်တဲ့ကောင်းနေအမေရိကန်လူတွေဒီလိုမျိုးပဲကျွန်တော်တို့ကိုအမြဲတမ်းအဲ့လိုကြည်တဲ့မျက်လုံးရှိတယ်အဲ့ဒီလိုမျိုးတွေကိုရောကျွန်တော်တို့ဘယ်လိုမျိုးချင်းကပ်မလဲနောက်ကျွန်တော်တို့ကိုပို့ပြီးတော့တော်လှန်ရေးအင်အားစုတွေရဲ့လှုပ်ဆောင်ချက်တွေကိုပို့ပြီးတော့နားလည်လာအောင်ပို့ပြီးထောက်ခံလာအောင်ဆိုတော့တကယ်တမ်းဖြစ်တယ်ဆိုရင်ကျွန်တော်တို့P2P ပေါ့နော် people to people ဆက်ဆံရေးကိုလည်းကျွန်တော်တို့အဓိကထည့်သွင်းစဉ်းစားရမှာဖြစ်တယ်အဲ့တော့တရုတ်ကိုတော့မဟာဗျူဟာမြောက်ချင်းကပ်ဖို့တွေကိုတော့အမြဲတမ်းကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်ရခင်ကဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီတရုတ်ကွန်မြူနစ်ပါတီတို့ဘာလို့အထိကျွန်တော်တို့တချို့စာပါညာပြပို့ခဲ့တာမျိုးရှိပါတယ်အဲ့ဒီဟာတွေလည်းပဲတော်တော်လေးထိထိရောက်ရောက်ကလေးဖြစ်ခဲ့တာမျိုးတုံ့ပြန်မှုမျိုးတွေလည်းပဲရှိခဲ့ပါတယ်ဒါကနဲ့တရုတ်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့စဉ်းစားနေတဲ့စဉ်းစားချက်ဒါပေမဲ့လို့လက်တွေ့မှာတော့တရုတ်ရဲ့အမြင်ပေါ့နော်တရုတ်ရဲ့အမြင်ကိုပြောင်းနိုင်ဖို့ဆိုတဲ့ဟာကလက်တွေ့မှာတော့ကျွန်တော်တို့အများကြီးဆက်ပြီးကြိုးပမ်းဖို့လိုနေသေးတယ်လို့ပြောရမှာဖြစ်ပါတယ်နောက်အခုရှမ်းမြောက်ညီနောင်တွေဒါကတော့ရှမ်းမြောက်ညီနောင်တွေကိုနိုင်လည်းပဲအရန်ကြီးပေါ့နော်နေပျော်ပြီးတော့အရန်ကြီးဘာခေါ်လဲဂျေနက်ပြီးတော့အဲ့လိုဖြစ်နေတဲ့အနေအထားမျိုးတော့မဟုတ်ဘူးသူတို့လည်းပဲခက်ခဲကြတယ်သူတို့လည်းပဲတကယ်တမ်းဖြစ်နိုင်ရင်ဒီလိုလွှမ်းမိုးမှုတွေကိုသူတို့လည်းပဲဖြစ်နိုင်လို့ရှိရင်တောင့်ခံခြင်းနဲ့တနည်းအားဖြင့်ရတဲ့နည်းနဲ့တုံ့ပြန်ခြင်းနဲ့ဆိုတော့အနေအထားမျိုးရှိနေကြတာဖြစ်တယ်တိုးတော့ပထဝီအနေအထားနဲ့ဒေတာရဲ့ပေးထားချက်တွေအရာကတော့သူတို့အနေနဲ့လည်းပဲတော်တော်လေးတော့ခက်ခဲပါတယ်ကျွန်တော်တို့လည်းပဲတစ်ခါကြားလို့ရှိရင်တော့နားထောင်တာရှိပါတယ်နောက်ပြီးတဲ့အခါကျတော့တချို့နိုင်ငံရေးအရဒီလိုလေးရပ်တည်ပေးပါဒီလိုလေး NUCC အနေနဲ့ဒီလိုလေးဖြစ်ပေးပါဆိုတဲ့ဟာမျိုးဆိုရင်လည်းကျွန်တော်တို့လိုက်ပါပြီးတော့သူတို့နဲ့ပူးပေါင်းပြီးတော့လိုက်ပါဆောင်ရွက်ပေးတဲ့ဟာမျိုးတော့ရှိပါတယ်ဟုတ်မေကွန်ဆက်မှန်ပြီးတော့မေးမြန်းဖို့ရှိကြအောင်လားမသိနော်မီဒီယာသတင်းမီဒီယာများအနေနဲ့ဟုတ်မရှိတော့ဘူးဆိုရင်ကျွန်တော်ဒီ DPBS ဆရာကိုကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဆရာကတော့ဒီမှာရှိတဲ့ခေါင်းဆောင်များကိုတူနည်းနည်းအနှစ်ချုပ်နေနေပေါ့နော်တူချင်းစီကိုနှစ်ချုပ်စကားလေးပြောပေးဖို့အတွက် request လုပ်တာလို့ပါအဲ့လိုဟုတ်ကဲ့ပါဒီကနေ့ဒီ2026ဇူလိုင်လ9ရက်နေ့ဒီကျင်းပပြုလုပ်တဲ့ဒီ Federal တွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ0 draft ပေါ့တုံ့ပြန်မှုချမ်း
PC ကြောင့်အတိပေးရှင်းလင်းတဲ့အခမ်းအနားလေးကိုအဓိကကျွန်တော်တို့ရည်ရွယ်တာကတော့မြန်မာနိုင်ငံပြည်သူတွေအတွက်ကျွန်တော်တို့ပေါ့နော်ဒီတော်လှန်ရေးကာလတွေမကဘူးဒီအသွင်ကူးပြောင်းရေးကာလမှာပါပေါ့နော်ဒီတချို့အခြေအနေတွေနဲ့ကိုက်ညီမဲ့ဒီအသွင်ကူးပြောင်းရေးကာလမှာပါအစဉ်သင့်ဖြစ်နေအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီအစီအမံကိုစူးစမ်းရေးဆွဲနေတယ်ဆိုတဲ့ဟာလေးကိုအသိပေးချင်တာဖြစ်ပါတယ်ဒီအပြင်ကိုဒီမင်းအောင်လှိုင်တို့ရဲ့ရက်တရာအတွင်းမှာခုနပြောတဲ့မင်းအောင်လှိုင်တို့ရဲ့ရက်တရာအတွင်းမှာငါတို့မှာတွင်ကူးပြောင်းရေးကာလအတွက်ထိကြိုတင်ပြင်ဆင်ပြီးတော့ဒါတွေငါတို့အစဉ်သင့်ရှိထားတယ်ဆိုတဲ့ဟာမျိုးလဲကျွန်တော်တို့အသိပေးချင်တာဖြစ်တယ်နောက်ပြီးတော့ခုနဒီဇူလိုင်လထဲမှာလာမဲ့ဘုံနိုင်ငံရေးသဘောတူညီချက်လည်းပဲအလားတူပဲဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်တို့ရဲ့ဒီရက်တရာအတွင်းမှာကျွန်တော်တို့ဒီနိုင်ငံရေးအရာပေါ့နော်တုံ့ပြန်နိုင်တဲ့နိုင်ငံရေးအရာဒီမင်းအောင်လှိုင်တို့ရဲ့တရားမဝင်အုပ်ချုပ်မှုတရားမဝင်အုပ်စိုးနေမှုကိုနိုင်ငံရေးနီလန်းအရတုံ့ပြန်နိုင်တဲ့နိုင်ငံရေးလက်နက်အဖြစ်နဲ့ဒီ Federal တွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေတုံ့ညမှုကျမ်းကိုကျွန်တော်တို့PC တုံ့ညမှုကျမ်း PC ကြောင်းကိုအတိပေးရှင်းလင်းတာဖြစ်ပါတယ်လို့ဒါလေးကတော့ဒီကနေ့ကျင်းပရတဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ဘုံမင်းအောင်လှိုင်တို့ရဲ့စီအုပ်စုကသူတို့ရဲ့တရားဝင်မှုတစုံတရာရရှိဖို့တဲ့တဲတဲတန်တန်ကြိုးစားနေတဲ့အချိန်ကာလဖြစ်ပါတယ်သူတို့နဲ့အကျိုးစီးပွားချင်းဆက်ဆက်နေတဲ့နိုင်ငံတွေကလည်းသူတို့ဘက်ကနေပြီးရက်တီပြီးတဲ့အခါကျတော့ဒီကိစ္စကိုဝိုင်းဝန်းပြီးတော့ကိုကြီးဆောင်ရွက်နေကြတဲ့အချိန်ကြီးဖြစ်ပါတယ်ဆိုတော့ကျမတို့တော်လိုင်းအင်အားစုတွေဘက်မှာဒီတော်လိုင်း9နှစ်တာကာလကိုဖြတ်သန်းပြီးတဲ့အချိန်မှာတစုံတရာပေါ့နော်ဒီတော်လိုင်းရဲ့သဘာဝအရာကိုပုတ်တိုက်မှုတွေအငြင်းပွားမှုတွေကွဲလွဲမှုတွေရှိနေတာကိုပြည်သူတွေနဲ့ဆိုလို့ရှိရင်လည်းဒီပေါ်မှာတစုံတရာစိတ်ထဲမှာစိတ်ခံစားချက်မကောင်းကြတာမျိုးလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံရေးလုပ်တဲ့လူတွေနဲ့ဆိုလို့ရှိရင်ဒါဟာတော်လိုင်းရေးနိုင်ငံရေးတွေကိုဖျက်ဆီးတဲ့အချိန်ကာလမှာဒါတွေကကြုံတွေ့တိုက်ရတဲ့သဘာဝတွေပဲဖြစ်ပါတယ်ဒီသဘာဝတွေကိုကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေကနေပြီးတော့ကြံ့ကြံ့ခံပြီးတော့အတူတူကဖြတ်သန်းနေကြမြေဖြတ်သန်းနေကြဆဲဖြစ်တယ်ဆိုတာကိုလည်းပြည်သူကိုသိစေချင်တာဖြစ်ပါတယ်။နောက်ကျွန်တော်တို့နိုင်ငံမှာခုနကကျွန်တော်တို့အရှိမပြောခဲ့သလိုပဲပြည်တော်ဘယ်တော့မှမစုခဲ့တဲ့ပြည်တော်စုအမိခံနိုင်ငံထဲမှာနေကြရတဲ့သူတွေနေဆိုလို့ရှိရင်ဒါပြည်တော်စုတကယ်ကိုစုနိုင်မှုအတွက်ကိုကျွန်တော်တို့ရဲ့လက်ဦးကနဦးပေါ့နော်စူးစမ်းချက်တွေကဒီလောက်ထိအကောင့်ထဲပေါ်နေပြီဒီလိုပဲရရှိချက်တွေရှိနေပြီဆိုတာကိုကနဦးအသိပေးချင်တာဖြစ်ပါတယ်အလုံးစုံမထုတ်ပြန်သေးဘူးဆိုတာကတော့ကျွန်တော်တို့ဒါကမူကြမ်းဖြစ်တဲ့ရှိနေသေးတယ်ပြီးတဲ့အခါကျတော့ဒီထဲမှာမပါဝင်သေးသောအစုဖွဲ့များအကောင်းဆောင်များရဲ့အကြံဉာဏ်များကိုလည်းရယူဖို့ရှိနေသေးတာဖြစ်တဲ့ကြောင့်မလို့အသေးစိတ်ကိုတော့နောက်ပိုင်းမှာထုတ်ပြန်ပေးမှာဖြစ်ပါတယ်လောလောဆယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ရရှိချက်တွေကအမှန်တကယ်ဆိုလို့ရှိရင်တော်လှန်ရေးရဲ့မူပိုင်ဖြစ်ပါတယ်ပြည်သူတွေရဲ့မူပိုင်ဖြစ်ပါတယ်အဲ့တော့ဒီချိန်ကြီးကြက်တဲခက်ခဲတဲ့ကာလကိုဖြတ်သန်းနေရတဲ့အချိန်မှာပြည်သူတွေနေတဲ့ကျွန်တော်တို့နဲ့အတူတူဆက်လက်ပြီးတော့ဒီတော်လိုင်းအဆုံးတဲ့ဒီအောင်မြင်ဖို့တို့ဆောင်ရွက်ရမှာကျွန်တော်တို့ရဲ့ရရှိချက်တွေအောင်မြင်မှုတွေအခက်အခဲတွေကိုအတူတူကသိရှိနိုင်မှုအတွက်ကိုဒါပြည်သူတွေကိုထုတ်ပြန်ပေးရခြင်းဖြစ်ပါတယ်ဒီအတွက်ကိုလည်းပြည်သူတွေကျွန်တော်တို့ဒီတော်လိုင်းကိုအတူတူကပေါ့နော်ကျဉ်းကျဉ်းခံပြီးရင်ဆိုင်ပေးကြတဲ့ဖြတ်သန်းပေးကြတဲ့ပြည်သူတွေတော်လိုင်းဖွဲ့စည်းတွေကိုလည်းအခြေစုထုတ်တည်ရှိကြဖို့လည်းဒီနေရာကနေပြီးတော့ထပ်လာပြီးပြောချင်ပါတယ်ရှင်နည်းနည်းလေးထပ်ဖို့ကလားခုနပြည်တော်မှုစုလို့ဆိုတော့ပါအခက်အခဲရှိကျွန်တော်တို့ကဒီတော့လွတ်လပ်ရေးရကစားတုံးတွေကပြည်တော်စုစနာမည်တော့ခံလာတာပဲဒါပေမဲ့တကယ်တမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာဒီအစဉ်အဆက်အာဏာရယူခဲ့တဲ့အစိုးရတွေကပြည်တော်စုတွင်တရံဘယ်တော့မှဖော်ခဲ့လို့လဲဘာသာရေးကအစဒီဘာသာရေးတစ်ခုကိုကိုစားပြုပြီးတော့ဒါကိုအလေးပေးတဲ့ပုံစံကိုအမြဲတမ်းလုပ်ခဲ့တာဖြစ်တယ်ပေါ့နော်တခြားကိစ္စတွေမှာလည်းထိုနည်း၎င်းပဲဖြစ်တယ်ဒါကြောင့်မလို့လူမျိုးရေးရဘာသာရေးရနိုင်ငံရေးရအစအစရမှာတန်းတူညီမျှမှုအမျိုးသားရေးရပေါ့နော်တန်းတူညီမျှမှုမရှိတဲ့ကြောင့်မို့ကျွန်တော်နိုင်ငံမှာပြည်တွင်းစစ်ကြီးရှိကြခဲ့ရတာဖြစ်ပါတယ်အဲ့လိုအခြေအနေကနေပြီးတော့အခု2021 New Online ကာလရောက်တဲ့အခါမှာကျွန်တော်ကြားထဲမှာရှိနေတဲ့အစီအတားတွေအားလုံးကဆရာနာရှင်စနစ်ကြောင့်ဖြစ်တယ်ဆရာနာရှင်တွေရဲ့စစ်ဆိုးရတွေကြောင့်ဖြစ်တယ်ဆိုတဲ့ချက်ကအားလုံးကြားထဲမှာတည်တည်ချာကျသွားပြီဖြစ်ပါတယ်ဖရယ်ပြည်တော်စုကိုအတူတူကတိဆောက်ကြမယ်ဆိုတဲ့တနေ့ထံကလည်းအားလုံးထဲမှာအတူတူကကြပြီးဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဆက်လက်ပြီးတော့တည်ဆောက်သွားကြဖို့ဆိုတဲ့အစားကိုပြောချင်တာဖြစ်ပါတယ်ရှင်ကျေးဇူးပါကျွန်တော်တို့တိုက်ပြီးမှာပေါ့နော်ပြည်တွင်းရှိကို
ခံတီးပြီးတော့မှခုနဆမနင်းနေမွေပြောတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုအဟံတာပေးတာစစ်အာဏာရှင်စနစ်ဖြစ်ပါတယ်အဲ့ဒီစစ်အာဏာရှင်စနစ်ထဲမှာလေကြည့်မေဆိုရင်1960နှစ်ဘူနေဝင်းအာဏာသိမ်းတော့သူဘာပြောလဲဆိုတော့တိုင်းရင်းသားတွေတောင်းဆိုတဲ့ Federal စနစ်ကြောင့်ပြည်ထောင်စုပြိုကွေးရတော့မဲ့လက်နှလုံးချာမှာတိုင်းပြည်ကိုကာကွယ်ခဲ့တယ်ဆိုပြီးတော့သူပြောခဲ့တယ်အမှန်စင်စစ်ကအဲ့ဒီကတည်းကကျွန်တော်တို့ Federal ပြည်ထောင်စုတည်ဆောက်ရေးကိုစစ်တပ်ကတစိုက်မတ်ဟန်တာပြီးတော့ကျွန်တော်တို့တိုင်းပြည် Federal ပြည်ထောင်စုစနစ်နဲ့ထူထောင်လို့မရအောင်ကျွန်တော်တို့ကိုအခက်ခဲပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အဓိကအကြောင်းရင်းကတော့စစ်အာဏာရှင်စနစ်ပဲဖြစ်ပါတယ်ထို့အတွက်ကြောင့်ကိုတို့ဘာပြောလဲဆိုတော့တိုင်းရင်းသားတွေရဲ့ Federal တောင်းဆိုမှုကြောင့်တော့မဟုတ် Federal စနစ်တာထူထောင်ရင်ပြည်ထောင်စုကြီးကအစိတ်စိတ်အမွှားပြုတ်ကွေးမယ်ဆိုပြီးတော့တိုင်းပြည်ကိုလည်းချိန်ချောက်တယ်တကဘာလုံးလည်းမူဝါဒတွေဝါဒမှန်ချမှုတွေတို့လုပ်နေပါတယ်ဆိုတော့ဒါတွေဟာအမှန်စင်စစ်ကဒါစီအာနာရှင်စနစ်ရဲ့လောက်ကြံမှုပဲဖြစ်ပါတယ်အခုကျွန်တော်တို့တော်လှန်ရေးရှင်တွေနေတဲ့ကာလမှာတစ်ဖက်မှာစီအာနာရှင်စနစ်ဖေရှားရေးကိုကျွန်တော်တို့ဆောင်ရွက်နေတယ်ခြားတစ်ဖက်မှာ Federal ပြည်ထောင်စုတည်ဆောက်ရေးကိုလည်းကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်နေတဲ့ခါမှာကျွန်တော်ຫນွေဥတော်လှန်ရေးကာလအစပိုင်းမှာ Federal Democracy Charter ကျွန်တော်တို့ထုတ်ပြန်ခဲ့တော့ကျွန်တော်ပြောတာရှိတယ် Federal ပြည်ထောင်စုထူထောင်ရေးအတွက်ကျွန်တော်တို့ငင်းချမ်းရေးဆွေးနွေးပွဲကာလမှာ2012ကနေ2020ကြားမှာကျွန်တော်တို့ကျူးပန်းပြီးတော့10နှစ်လောက်တွင်လုံးမရတဲ့ကိစ္စကိုစစ်တပ်ပါဝင်ခြင်းအပြင်ကျွန်တော်တို့သဘောတူလို့မရတဲ့ကိစ္စကိုကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ဒီမိုကရေစီအားစုတွေကြားအချင်းချင်းတိုင်ပင်ညှိနှိုင်းတော့သုံးပတ်တွင်မှာကျွန်တော်တို့ Federal Democracy Charter ကိုထုတ်ပြန်နိုင်တာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ပြည်သူလူထုတရားလုံးကကျွန်တော်တို့စစ်မှန်သော Federal ပြည်ထောင်စုစနစ်နဲ့ပြည်ထောင်စုကိုထူထောင်ခြင်းလဲဆိုတဲ့ကျွန်တော်တို့စံတကိုအဲ့ဒါမှာအတိအကျဖော်ပြနေတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဒါဒီနေ့ကျွန်တော်တို့ after မူချမ်းပထမမူချမ်းမေကို0 draft မေကိုပေါ့နော်အဲ့ဒါထုတ်ပြန်နိုင်တယ်ဆိုတဲ့ဟာကတစ်ဖက်မှာစစ်အာဏာရှင်စနစ်ကိုဖေရှားပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လေထူထောင်တဲ့အခါမှာသူတို့ပြောသလိုပြည်ထောင်စုကြီးအစိတ်စိတ်မွားပြုတ်ကွေးမှမဟုတ်ဘူးကျွန်တော်တို့ပြည်ထောင်စုကြီးကိုအခိုင်အမာပြန်လေတည်ဆောက်နိုင်ဖို့အတွက်ဘူချောင်းဆန်းနဲ့ကျွန်တော်တို့တိုင်းရင်းသားတွေပြင်လုံမှာမြုံဖန်ခဲ့တယ်မြုံဖန်ချက်တိုင်းပြန်လေထူထောင်နိုင်ဖို့အတွက်ကျွန်တော်တို့ဆောင်ရွက်နိုင်တယ်ဆိုတာကိုပြည်ထောင်စုကိုတက်တည်ပြတာဖြစ်တယ်လို့တကဘာလုံးကိုကျွန်တော်တို့အတိပေးဖော်ပြတာပဲဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်မပြုတ်ကွေးစေရဘူးကျွန်တော်တို့ပြင်လုံမှာမြုံဖန်ခဲ့တဲ့အတိုင်းပဲဒီပြည်ထောင်စုကြီးကိုကျွန်တော်တို့ Federal စနစ်နဲ့ညီဒီမိုကရေစီစနစ်နဲ့ညီအခိုင်အမာတည်ဆောက်နိုင်မယ်ဆိုတာကိုကျွန်တော်တို့ဖော်ပြနေတာပဲဖြစ်ပါတယ်ထူးထွေကြောင့်ဒီ after ကြီးဆွေးတယ်ဆိုတာဖွဲ့စည်းပုံချီခံဥပဒေတစ်ခုကိုတာမန်ကြီးဆွေးတာလည်းမဟုတ်ဘူးဒါစစ်အာဏာရှင်စနစ်ဖေရှားရေးတော်လှန်ရေးရဲ့လက်နက်တစ်ခုကိုကျွန်တော်တို့ဖော်ထုတ်တာပဲဖြစ်တယ်အနာဂတ်ကစစ်တပ်တွေနှစ်ပေါင်း90ကျော်ဖြစ်စည်းနေတဲ့ဟာကျွန်တော်တို့အနေနဲ့ပြန်လေထူထောင်နိုင်တယ်ငင်းချမ်းအောင်ပြန်လုပ်နိုင်တယ်တည်ငြိမ်အောင်ပြန်လုပ်နိုင်တယ်အဲ့ဒါကျွန်တော်တို့ပြသနေတာပဲဖြစ်ပါတယ်အခုနကခင်ဗျားတို့မေခွန်းတွေထဲမှာပါတယ်တရုတ်ကိစ္စပါတယ်အင်းနီချင်းကိစ္စတွေပါတယ်တရုတ်အပါဝင်အင်းနီချင်းတွေလူလာတာ stability တည်ငြိမ်မှုကိုလိုချင်နေတာဖြစ်တယ်တည်ငြိမ်မှုကိုဖျက်ဆီးနေတာတိုင်းပြည်ကိုတောင်းကျမ်းပြီးတော့ဖျက်ဆီးနေတာမင်းအွန်လိုင်းနဲ့အကြံဖက်စီအုပ်စုတွေဖြစ်တယ်အဲ့လိုအကြံဖက်စီအုပ်စုတွေကိုကျွန်တော်တို့ဖေရှားပြီးတော့မှကျွန်တော်တို့တိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်နိုင်တာငါတို့ဖြစ်တယ်အဲ့လိုလုပ်ရမယ်နီလန်ကဒါဖြစ်တယ် after နီလန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြတ်သားတာပဲဖြစ်ပါတယ်အဲ့ဒီတွေ့တော့တကဘာလုံးကိုလည်းကျွန်တော်တို့ပြောချင်တာကတိုင်းပြည်အနာဂတ်ကိုထူထောင်မဲ့လူတွေကမင်းအွန်လိုင်းနဲ့စီအုပ်စုမဟုတ်ဘူးကျွန်တော်တို့ပြည်သူလူထုတွေဖြစ်တယ်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးပေါင်းစုံဖြစ်တယ်ကျွန်တော်တို့ Federal Democracy ကိုထူထောင်တဲ့လူထုတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြသချင်တာပဲဖြစ်ပါတယ်အခုပဲကြည့်မင်းအွန်လိုင်းကတရားမဝင်ရွေးကောက်ပွဲကိုကျင်းပပြီးတော့မတရားအစိုးရနေတဲ့တိုင်းပြည်ကိုအုပ်ချုပ်တာသူရစ်ပေါင်းတရားစီမံကိန်းကိုသူကြီးရတယ်အဲ့ဒီရစ်ပေါင်းတရားအတွင်းမှာသူဘာလုပ်တယ်လဲဧပြီလ20ရက်နေပြီးတော့ဇွန်လ30ရက်နေ့အတွင်းမှာမင်းအွန်လိုင်းကလူအခွင့်အရေးချိုးဖောက်မှု1045ကိုသူချိုးဖောက်တာဖြစ်တယ်
အဆုလိုက်အပြုံလိုက်တပ်ဖြစ်မှုသူအကျိန်တစ်စေလောက်ခဲ့တာဖြစ်တယ်အဲ့ဒီမှာလူ160နဲ့ခုနှစ်ဦးတည်ဆုံးတာဖြစ်တယ်လေကြောင်းတိုက်ခိုက်မှုအကျိန်ပေါင်း1140ခုတစ်ကျိန်သူလောက်တယ်အဲ့ဒီထဲမှာတည်ဆုံးတဲ့လူက289ဦးရှိတယ်ထိခိုက်ဒဏ်ရာရတဲ့လူက430ဦးရှိတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်ခြေ600ဖြစ်ရှိတယ်ကျောင်း22ကျောင်းဖြစ်ရှိတယ်ဆေးရုံ9ရုံသူဖြစ်ရှိတယ်ဘာသာရေးအဆောက်အဦ30သူဖြစ်ရှိတယ်အဲ့ဒါလူတိုင်းပြည်ကိုဖြစ်ရှိနေတဲ့လူကအနာဂတ်ပြည်ထောင်စုကိုထူထောင်နိုင်မလားတိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်နိုင်မလားကျွန်တော်တို့နိုင်ငံတကာကျွန်တော်တို့ region ကိုတည်ငြိမ်အောင်လုပ်နိုင်မလားအဲ့ဒါကျွန်တော်တရုတ်ကိုတိုက်ရိုက်ပြောချင်တယ်သူတို့အားပေးတဲ့မြေအောင်လှိုင်ကတိုင်းပြည်ကိုဖြစ်ရှိတဲ့ပြည်တကဘာလုံးကိုမူကြီးစေဝါအများဆုံးဖြန့်ဖြူးတယ်ပြီးတော့ online scam တွေသူတကဘာလုံးမှာအကြီးဆုံး center ဖြစ်အောင်လုပ်တယ်ကျွန်တော်တို့တိုင်းပြည်ဒုက္ခရောက်အောင်လုပ်တယ်လူတန်းပေါင်းများစွာဥမဲ့အိမ်မဲ့ဖြစ်စေတဲ့လူကိုဆက်ပြီးတော့ကိုငီမလားတိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်နိုင်တဲ့လူအနာဂတ်ကိုမှန်မှန်ကန်ကန်နဲ့တည်ဆောက်နိုင်မဲ့လူဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်နဲ့ပြည်ထောင်စုကိုထူထောင်နိုင်မဲ့လူကျွန်တော်တို့ကိုအားမပေးဘဲနဲ့ကျွန်တော်တို့ကိုမပံ့ပိုးဘဲနဲ့ပြည်သူလူထုဖက်ကမရက်တီးပေးမဲ့မရက်တီးပေးနဲ့အကြမ်းဖက်စီကနေရက်တီးနေမလားအဲ့ဒါရွေးချယ်ဖို့ဖြစ်ပါတယ်လူသားတိုင်းကကိုယ့်ရဲ့ moral principle ရှိရမှာဖြစ်ပါတယ်အဲ့ဒီ moral principle ရတော့မယ်ဆိုရင်ကျွန်တော်တို့ရွေးချယ်မှုလမ်းကြောင်းကမှန်ကန်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်တယ်ငါတို့ကအမှန်တရားပေါ်မှာယက်တည်တယ်တမာတရားပေါ်မှာယက်တည်တယ်အမှန်တရားကြောင့်ကျွန်တော်တို့ကလွတ်မြောက်ရလိမ့်မယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်ကျွန်တော်တို့ယုံကြည်တာ the truth shall make us free ကျွန်တော်တို့တမာတရားပေါ်မှာယက်တည်တယ်အခု after မှာကျွန်တော်တို့ရည်သားပေါ်ပြလိုက်တဲ့အမှန်တရားတွေတမာတရားတွေ federal principle တွေ democracy principle တွေကကျွန်တော်တို့ပြည်ထောင်စုရအနာဂတ်တွေဖြစ်တယ်ဆိုတာကျွန်တော်တင်ပြဆွေးနွေးလိုပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်တို့အချိန်ကတော့4မိနစ်လောက်ပဲကျန်တော့ပါတယ်ဒါပေမဲ့ဒီမှာတခြားမေကွန်မင်းမြန်းတဲ့မီဒီယာများလည်းမရှိတော့ current by media ကနေပြီးတော့ကျွန်တော်တို့ဒီမေကွန်တစ်ခုလောက်မေးမြန်းဖို့ဆိုတာမျိုး request လုပ်ရရှိပါတယ်ဟုတ်ခေါင်းဆောင်များဖြေချဖို့အဆင်ပြေအောင်လားနော်4မိနစ်လောက်တော့အချိန်ရတော့ပြန်ပါနောက်ဆုံးပေါ့ဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ဟုတ်မေးမြန်းလို့ရပါတယ်ဟုတ်ကဲ့current by media စောကေခုပါခင်ဗျဟုတ်ကဲ့ဒီ AFD 0 trend နဲ့အဓိကရည်ရွယ်ချက်ကပါလဲပေါ့နော်တကယ် Federal ရောက်ဖို့အတွက်ဘယ်လောက်နီးစပ်နေပြီလဲပေါ့နောက်ပြီးတော့ရင်ဒီ0 track ကဆိုရင်ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လောက်များနော်တော်လိုင်းအောင်မြင်ဖို့အတွက်ဘယ်လောက်နီးစပ်စေပြီလဲပေါ့တော်လိုင်းအောင်မြင်ဖို့အတွက်နော်ဘယ်လောက်ထိနီးစပ်စေပြီလဲပေါ့ဟုတ်ကဲ့နောက်ပြီးတော့ကိုရောဆက်ဆက်ပြီးမိရတယ်ဆိုရင်ဒီဥပဒေမူကြမ်းမှာတိုင်းရင်းသားတွေတောင်းဆိုတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တန်းတူညီမျှမှုကိုဘယ်လိုအာမခံချက်ပေးထားလဲဟုတ်ကဲ့နောက်တစ်ခုကကြတော့ဒီ0 track ရေးဆွဲတဲ့နေရာမှာ NUCC NUG ပြင်เนาะတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းတွေ EAO တွေအားလုံးပါဝင်ခဲ့ကြသလားပေါ့ဟုတ်နောက်ပြီးတော့ဒီဥစ္စာကဥစ္စာပေါ့နော်ဒီမူချမ်းကိုပြည်သူလူထုကလေ့လာနိုင်အောင်ဘယ်တော့ချပြမှာလဲပေါ့ဟုတ်ကဲ့ပါကျေးဇူးပါကျွန်တော်ပဲစပြီးလိုက်ပြီလေဆရာမေးတဲ့မေခွန်းကတော့ကျွန်တော်တို့အစကတည်းကတင်ပြလိုက်တဲ့တင်ပြချက်အားလုံးကဆရာမေခွန်းထဲမှာတော့ပြန်ပြီးတော့ပေါ်လာတာပေါ့နော်ကျွန်တော်တို့ after ကြီးဆွေးရလုပ်ငန်း process တစ်ခုလုံးကတော်လှန်ရေးအောင်မြင်ရေးအတွက်ကျွန်တော်တို့လုပ်တာဖြစ်တယ်တော်လှန်ရေးလက်နက်တစ်ခုဖြစ်နေကျွန်တော်တို့ပေါ်ထုတ်နေတာဖြစ်တယ်တော်လှန်ရေးအောင်မြင်ရေးကိုအများကြီးအထောက်အကူပေးမယ်ဆရာနာစင်စနစ်ကိုဖေရှားလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့တိုင်းပြည်မှာကျင့်သုံးတဲ့အခြေခံဥပဒေဖြစ်တယ်ထူတွေ့ကြောင်းကျွန်တော်တို့မြောက်လိုက်တဲ့ဆရာနာစင်တွေကိုဖေရှားလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့တိုင်းပြည်မှာကျင့်သုံးတဲ့အမြင့်ဆုံးဥပဒေဖြစ်တယ်ဆိုတာပထမအနေနဲ့ပြောချင်တယ်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ခွင့်ရတွေကိုဘယ်လိုကာကွယ်ပေးတယ်လဲဆိုတာကျွန်တော်တို့အခန်း1နဲ့အခန်း2မှာပဲကြည့်ကြည့်အဲ့ဒီမှာကျွန်တော်တို့ Federal ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူတွေအားလုံးမှာတိုင်းရင်းသားတွေရဲ့အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြည်내ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဆွေးပြဋ္ဌာန်းခွင့်ပြီးတော့
နိုင်ငံရေးဆိုင်ရာကိုပိုင်ပြဋ္ဌာန်းခွင့်တာမကဘူးလူမျိုးအားလုံးရဲ့ယဉ်ကျေးမှုဆိုင်ရာကိုပိုင်ပြဋ္ဌာန်းခွင့်ကိုလည်းကျွန်တော်တို့အာမခံချက်ပေးထားတယ်ဆိုတဲ့ဟာကျွန်တော်အနေနဲ့ပေါ်ပြပြီးသားလေးဖြစ်ပါတယ်ထပ်လောင်းလေးဖိကြားခြင်းပါတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီ process မှာတော့ကျွန်တော်တို့စားပြီးတော့လုပ်ကြရတော့အများစုတော့ပါဝင်နေကြတာဖြစ်ပါတယ်ဥပမာအဖြစ်ကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်ချင်းမျိုးသားတပ်ဦးကဖြစ်ပါတယ်ချင်းမျိုးသားတပ်ဦးအနေနဲ့ကျွန်တော်တို့အနေနဲ့နီလန်ပေါင်းစုံနဲ့ပူပေါင်းဆောင်ရွက်ခဲ့တယ်ပြီးတော့တခြားတိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းတွေလည်းပူပေါင်းဆောင်ရွက်ခဲ့တယ်တိုးတော်ချီနေမျိုးကြောင့်နောက်ပိုင်းမှာမပါနိုင်ခဲ့တဲ့ MEC ဖွဲ့လူဟာမျိုးလေးရှိတယ်ဆိုတာလေကျွန်တော်တို့ဖော်ပြပြီးသားဖြစ်ပါတယ်ပြန်လေးဆုံစည်းပြီးတော့အတူတကွလုံနိုင်ဖို့တွေလည်းကျွန်တော်တို့ပူပေါင်းဆောင်ရွက်ဖို့တွေနီးလန်းဆရာနေတယ်ဆိုတာလေကျွန်တော်တို့အနေနဲ့ဖော်ပြပြီးသားဖြစ်ပါတယ်ပြီးတော့ဒါကျွန်တော်တို့ဒီဟာကိုကျင့်သုံးခြင်းအပြင်ကျွန်တော်တို့တိုင်းပြည်ကြီးကစိဝါဒီတွေရဝါဒဖိုင်တိုက်တယ်လို့ပြည်ထောင်စုကြီးအစိအစိပေါ်မှာဖြုတ်ဝေးမယ်ဆိုတာမဟုတ်ဘူးပြည်ထောင်စုကြီးကိုအခိုင်အမာထူထောင်နိုင်ဖို့အတွက်ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေပင်လုံမှာမြုံမှန်းခဲ့တဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ရေးအတွက်အလုံးကိုနိစ္စအောင်ကျွန်တော်တို့လုပ်နိုင်တာဖြစ်ပါတယ်ဒီအခြေခံမူတွေဟာကျွန်တော်တို့ပြည်ထောင်စုသမိုင်းတစ်စုံလုံးမှာကြည့်မယ်ဆိုရင်ဒီအခန်း1နဲ့အခန်း2မှာဖော်ပြလိုက်တဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူနဲ့ Fundamental Right တွေဟာကျွန်တော်တို့တိုင်းပြည်မှာတစ်ခါမှမဖော်ဆောင်နိုင်သေးတဲ့အခြေခံမူကောင်းတွေကျွန်တော်တို့ဒီမှာဖော်ပြနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်ထောင်စုရဲ့အနာဂတ်တွေကျွန်တော်တို့စိတ်ချရတော့မူကြမ်းကိုကျွန်တော်တို့ဖော်ထုတ်နိုင်တာဖြစ်ပါတယ်ပြီးတော့ခုနကျွန်တော်တို့ပြောတဲ့ထေမှာဒါကိုလူထုစီကိုကျွန်တော်တို့အမြန်ဆုံးချပေးသွားမှာဖြစ်ပါတယ်တိုးတော်ဒီလိုမချပေးနိုင်ခင်မှာတော့ကျွန်တော်တို့တွေမှာလုပ်ငန်းလေးတွေနှီးပညာရဆောင်ရွက်ရမယ်လုပ်ငန်းလေးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့အခု zero draft ပြီးလို့ရှိရင်တော့ကျွန်တော်တို့အချိုးပြန်တတ်မယ်အချိုးပြန်တတ်လို့ရှိရင် process ကတော့ကျွန်တော်တို့အစုအဖွဲ့အတွင်းမှာပေါ့ stakeholder consultation လုပ်မယ်ပြီးတော့ public consultation လုပ်မယ်ပြီးလို့ရှိရင် Federal Conference ခေါ်ယူပြီးတော့အဲ့ဒီ Federal Conference အနေပြီးတော့အတည်ပြုသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တခုပြောချင်တာ public consultation ကအင်မတန်မှအရေးကြီးတယ်လူထုတရားလုံးကိုကျွန်တော်တို့သိပေးမယ်လူထုတရားလုံးရဲ့ပူပေါင်းပါဝင်မှုကျွန်တော်တို့ဖိတ်ခေါ်မှာဖြစ်ပါတယ်အဲ့ဒီလူထုတရားလုံးပူပေါင်းပါဝင်မှာပဲပြီးသူလူထုတရားလုံးတိုင်းရင်းသားလူမျိုးပေါင်းစုံကဒီအခြေခံဥပဒေဟာငါတို့ကိုယ်တိုင်ပါဝင်စည်းရွှေးအကြံပေးပြီးတော့မှအတည်ပြုတာဖြစ်တယ်ထို့အတွက်ကြောင့်ငါတို့ကိုယ်တိုင်ထုတ်လုပ်တော့ငါတို့ကိုယ်တိုင်ကြီးဆွေးတော့ငါတို့ကိုယ်တိုင်ပိုင်ဆိုင်တော့ငါတို့ကိုယ်တိုင်ကျင့်သုံးရမယ့်အခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့သူတို့ခံယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာ1994တုန်းကကြီးဆွေးခဲ့တဲ့မဆာလာအခြေခံဥပဒေပဲဖြစ်ဖြစ်2010စစ်တပ်ဥပဒေပဲဖြစ်ဖြစ်ကြည့်မယ်ဆိုရင်တစ်ဖက်သက်ကြီးဆွေးတာဖြစ်တယ်လူထုပါဝင်ခွင့်မရှိဘူးလူထုပါဝင်ခွင့်မရှိတဲ့ခါကျတော့လူထုကအဲ့ဒီပုံမှာပိုင်ဆိုင်မှုဆိုတာသူတို့တန်ရုံးရင်တစ်ခုမှမရှိဘူးအဲ့ဒီခါကျတော့စစ်တပ်ကအတင်းအဓမ္မကျွန်တော်တို့ကိုကျင့်သုံးဖို့အတွက်ပြဋ္ဌာန်းလိုက်တာဖြစ်တော့လူထုကမနှစ်သက်ဘူးမကြိုက်ဘူးတော့ကျွန်တော်တို့ကလွန်ဆန်နိုင်ခွင့်မရှိဘူးအခုတော့လူထုကိုယ်တိုင်ပူပေါင်းပါဝင်ပြီးတော့လူထုကနေကျွန်တော်တို့ပေါင်းပြီးတော့လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြစ်စေချင်တဲ့ process ကတော့လူထုကိုယ်တိုင်ပါဝင်တော့လူထုကိုယ်တိုင်ပိုင်ဆိုင်တော့လူထုကိုယ်တိုင်ကျင့်သုံးတော့လူထုကိုယ်တိုင်ရဲ့အသေးနှလုံးထိပ်ကထွက်ပေါ်လာတော့အခြေခံဥပဒေမျိုးထိကျွန်တော်တို့တရှင်းပြီးတရှင်းတော့မှာဖြစ်တယ်ပြီးတော့ဒီမှာကျွန်တော်တခုထပ်ပြီးတော့ပြောချင်တာအခုကျွန်တော်တို့ထုတ်မဲ့တွင်ကူပြောင်းရေးကာလစီမံဆိုင်ရာအခြေခံဥပဒေကအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်သေးဘူးအမေရိကန်တွေ့လည်းပဲကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားမယ်တွင်ကူပြောင်းရေးကာလရောက်လာလို့ရှိရင်ကျွန်တော်တို့တိုင်းပြုတ်ပြီးပြုတ်နေလာခံကြီးကိုခေါ်ယူပြီးတော့ကျွန်တော်တို့ပြည်ထောင်စုမှာအမေရိကန်ကျင့်သုံးမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုလည်းကျွန်တော်တို့ကြီးဆွဲမယ်ဖြစ်ကြီးဆွဲသွားမယ်ဆိုတာအခုကျွန်တော်တို့ကြီးဆွဲလိုက်တော့ after ထဲမှာပေါ့နော်အခန်းတစ်ခန်းဖြစ်နေကျွန်တော်တို့ပေါ်ပြထားတာကိုလည်းတွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့လမ်းပိတ်သွားပြီဆိုပြီးတော့လည်းပြောဖို့မလိုဘူးကျွန်တော်တို့လမ်းဖွင့်ထားတယ်အကြံဉာဏ်ပေးနိုင်ဖို့တွေလည်းကျွန်တော်တို့နီလန်ပေါင်းစုံနဲ့ကျွန်တော်တို့ဖိတ်ခေါ်သွားမှာဖြစ်တယ်အားလုံးပူပေါင်းဆောင်နိုင်ဖို့ကိုလည်းကျွန်တော်တို့ဖိတ်ခေါ်သွားမှာဖြစ်တယ်ဆိုတာလည်းကျွန်တော်တင်ပြချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့မိကုံးမိပြီးတဲ့ကျေးဇူးတင်ပါတယ်ဒါကကျွန်တော်တို့တောင်းနိုင်ရေးအောင်မြင်ဖို့တဲ့ဘလောက်ထိကိုအထောက်အကူပြုလဲနှီးဆက်လဲလို့မိတဲ့မှာပါခဲ့တယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ after ကိုရေးဆွဲတဲ့အခါမှာ
အရင်တုန်းကကို့အလုပ်တွေနဲ့ကိုတော်လိုင်းလုပ်ငန်းတွေကိုလုပ်ကိုင်ဆောင်ရွက်ရင်းနဲ့တနေရာဒေသစီမှာဆောင်ရွက်နေကြတဲ့ခေါင်းဆောင်တွေနဲ့အထူးတကွရင်းနှီးတွေ့ဆုံဆွေးနွေးရတဲ့အခါမှာအခါလေးကြလို့ရှိရင်ကျွန်တော်တို့စဉ်းစားတဲ့ရှုထောင့်မျိုးဟုတ်ချင်မှလည်းဟုတ်မယ်သူတို့ရဲ့စဉ်းစားတဲ့ရှုထောင့်ကနောက်တစ်ဖက်ကလည်းဖြစ်ချင်းဖြစ်နေတတ်တယ်အဲ့ကြားထဲမှာဂျားချပြီးတော့ဘလူမျိုးအတူတကွသွားနိုင်ကြအောင်လဲဆိုဒီလမ်းတွေကိုကျွန်တော်တို့တဖြည်းဖြည်းနဲ့ရှာဖွေတွေ့ရှိတဲ့ကိစ္စတွေရှိပါတယ်ဒါကကျွန်တော်တို့ဘယ်တော့မှမလုပ်ခဲ့ဘူးတဲ့ကိစ္စတွေဖြစ်တယ်အခုဒီမှာ after ကိုရေးဆွဲတဲ့အခါမှာခုနကလိုမျိုးเนาะဒီတကယ်တော်လှန်ရေးကိုထည့်သွင်းဝင်ဆောင်ရွက်နေကြတော့အဖွဲ့အစည်းများခေါင်းဆောင်များနဲ့ဆွေးနွေးရတဲ့အခါမှာကျွန်တော်တို့ကြားထဲမှာရှိတဲ့မတူကွဲလွဲမှုတွေတို့ဒီမို့ပွတ်တိုက်မှုတွေကိုကျင်းမြောင်းတော့လုပ်နိုင်တဲ့အခွင့်အလမ်းတွေလည်းကျွန်တော်တို့အများကြီးတွေ့ပါတယ်နောက်တစ်ချက်ကကြတော့ဒီလိုမျိုးကျွန်တော်တို့ဓာတ်တွေကိုခုချိန်နေထီအောင်ပေါ့နော်စစ်အုပ်စုဆရာနာရှင်စနစ်ကိုအမြင့်မဖြတ်နိုင်သေးဘဲနဲ့ဖြစ်နေတဲ့အချိန်ဒီမှာဓာတ်တွေဖြစ်လာတဲ့အကြောင်းရင်းခံမှာဆိုလို့ရှိရင်ဆရာနာရှင်စနစ်ကအဓိကအရင်းခံဖြစ်တဲ့ဆိုတဲ့အချက်ပေါ်မှာလည်းအားလုံးကကွဲလွဲတာတော့လုံးဝမရှိဘူးစဉ်းစားချက်တချို့လေးမှာမတူညီတာရှိနိုင်တယ်လုပ်ငန်းကိုင်ငံတွေဆောင်တဲ့အခါမှာပုံစံမတူကွဲပြားတာတွေရှိနိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်ကြားထဲမှာရှိတဲ့ဘုံရန်သူသတ်မှတ်ချက်ကလုံးဝကွဲပြားတာမရှိဘူးနောက်ပြီးတော့ဒီလိုအခြေအနေဖြစ်လာတဲ့ထက်မှာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပင်လုံစာချုပ်ပင်လုံစိတ်သက်တွေကနေလွဲချော်သွားတဲ့ကြောင့်မလို့အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပျောက်ဆုံးခဲ့ပြတ်သုံးခဲ့ရလို့ဒီချိန်ဒီဖြစ်လာတဲ့ဆိုတဲ့ပုံမှာလည်းကျွန်တော်တို့အားလုံးကြားမှာတူညီတဲ့ဆွဲအချက်ကိုလည်းကျွန်တော်တို့သိချာတွေ့ရှိရပါတယ်ဒါကကျွန်တော်တို့ဒီစီဝေးကိုတက်ရင်ဒီဆွေးနွေးချက်တွေကိုဆွေးနွေးရင်းနဲ့ရရှိလာတဲ့ရရှိချက်တွေဖြစ်တဲ့အခါကျတော့ဒီမှာအထူးတကမပါဝင်နိုင်တဲ့ခေါင်းဆောင်တွေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကျန်တဲ့တော်လိုင်းလုပ်ငန်းတွေမှာချိတ်ဆက်ပြီးဆောင်ရွက်နေတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းထပ်လောင်းပြီးပြောချင်ပါတယ်ရှင်အများကြီးတော့ပြောကျွန်တော်တို့နိုင်ငံမှာ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုတာဟာအခုຫນွေဦးတော်လှန်ရေးနောက်ပိုင်းမှာမှတကယ့်ခိုင်ခိုင်မာမာတနိုင်ငံလုံးရဲ့တကယ့်နိုင်ငံရေးရည်မှန်းချက်အဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာ Federal ဆိုတဲ့เนาะတွင်ကူးပြောင်းမှုဆိုတဲ့ပုံသဏ္ဍာန်မျိုးဟာတမိုင်းစင်ဆက်မရောက်ခဲ့ဘူးသေးဘူးအဲ့အတွက်ကြောင့် Federal ဆိုတဲ့အယူအဆအပေါ်မှာချင်းကပ်မှုတွေလည်းတစုံတရာကွဲလွဲနိုင်တာမျိုးရှိကောင်းရှိနိုင်တယ် Federal ကိုကျွန်တော်တို့ဒီလိုနားလည်တယ် Federal ကိုကျွန်တော်တို့ကတော့ဒီလိုသဘောပေါက်တယ်ဆိုတဲ့ဟာမျိုးလည်းရှိနိုင်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့အ ਨੇ ဆုံးတော့ဒီ Federal တွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေဒီ after ကတရားလေးတစ်စင်းပေါ့ဟိုးတစ်ချိန်မှာ Federal ပြည်ထောင်စုကိုသွားမယ်လို့ရည်ရွယ်ထားတယ်အဲ့ဒီလိုရည်ရွယ်ထားတဲ့အခါမှာဒီတရားလေးကနေပြီးတော့ဒီလောလောဆယ်တော့တို့ဒါလေးတွေတော့လောလောဆယ်အခြေခံလေးတွေတိဆောက်လောလောဆယ်တော့ဒီလမ်းလေးအတိုင်းရှောက်ကြရအောင်ဆိုတော့တရားလေးတစ်စင်းဖြစ်ပါလိမ့်မယ်အဲ့တော့ဒီတရားဟာလည်းပဲ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အလွန်အရေးကြီးတဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်ပါမယ်အဲ့ဒီလိုရှောက်ရင်းသွားရင်းတည်ဆောက်ရင်းနဲ့ထပ်ပြီးတော့ပို့ပြီးတော့ခိုင်မာတဲ့နားလည်မှုတွေခိုင်မာတဲ့သဘောတူညီချက်တွေရရှိအောင်အမြင်တွေထပ်တူကြအောင်ဆက်ပြီးတော့ကြိုးပမ်းကြရအောင်မှလည်းဖြစ်ပါတယ်အဲ့ဒါလေးပဲပြောချင်တာပါပြည်သူလူထုကိုတော့ကျွန်တော်တို့ဒီပြည်သူလူထုရဲ့သဘောထားအမြင်များကြံပြုချက်များမရယူခင်ပြည်သူလူထုကိုကျွန်တော်တို့အစင်သင့်ဖြစ်ပြီးဆိုတဲ့အချိန်မှာပြည်သူလူထုကိုပုံပွင့်လင်းလင်းအတိပေးချပြသွားမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးပါဟုတ်ဟယ်လိုဟုတ်အစီအစဉ်ကကျွန်တော်တို့ဒီနေ့ Federal သင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ after ရေးဆွဲပြီးသည့်ကြောင်းသတင်းစာရှင်းလင်းပွဲအခမ်းအနားပိတ်သိမ်းတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့တော့အခမ်းအနားမပိတ်သိမ်းခင်မှာကျွန်တော်တို့တက်ရောက်လာသူများကိုကျေးဇူးတင်စကားလေးပြောချင်ပါတယ်အဲ့တော့ဒီနေ့အခမ်းအနားကိုသတင်းစာရှင်းလင်းပွဲအခမ်းအနားကိုတက်ရောက်လာကြတဲ့နိုင်ငံတကာကတန်ယုံသီးသီးကတန်ယုံသီးသီးကကိုယ်စားလှယ်များနဲ့တကွတက်ရောက်ပြီးတော့မေကွန်မေးမြန်းပေးတဲ့သတင်းမီဒီယာကတာဝန်ရှိသူများအားလုံးကိုကျေးဇူးတင်ကြောင်းဒီမှာပြောကြားလိုပါတယ်ခင်ဗျာပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီခန္ဓာပြီးသွားလို့ရှိရင်တော့နေ့လည်စာနဲ့တက်ခင်းရဲ့ခံပဲအစီအစဉ်လေးရှိပါတယ်လို့ဒီပြင်မှာတွားရောက်ပြီးတော့စသုံးလို့ရပါတယ်ဗောနော်ဆိုတော့ဒီနေ့ Federal သင်ကူးပြောင်းရေးစီမံများဆိုင်ရာအခြေခံဥပဒေ after ရေးဆွဲပြည်စည်းကြောင်းသတင်းစာရှင်းလင်းပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ